တူသူကတော့ heavy တွေပတ်တာဗျာနော်နိုင်ရနော်သူနဲ့တွေးနေအတူတူပဲသူလည်းတွေးလို့ပဲမဟုတ်ဘာမှဖြစ်ပါဘူးနော်ဖြစ်ဘူးအပြန်စားတွေအားလုံးမင်္ဂလာရှိတဲ့ညနေခင်းပေါ့အခုတော့နည်းနည်းလေးညနေဆောင်လာတော့3 နာရီဆိုတော့ကျွန်တော်တို့ evening ဖြစ်လာဆိုတော့ညနေခင်းလိုပဲနှုတ်ဆက်ရမှာပေါ့ပထမဦးဆုံးကတော့ဗုဒ္ဓဘာသာတန်ခါတော်များရှင်းမောက်ပြီးတော့ဖရာကြီးတရားကြီးမှာလာပြီးဟောပြရင်ရတယ်လုံညုံပါတယ်ကျွန်တော်တို့လာပြီးအားပေးနားထောင်တဲ့ဗမာနိုင်ငံသူနိုင်ငံသားတွေပေါ့ကျွန်တော်တို့တိုင်းရင်းသူတိုင်းရင်းသားတွေပေါ့နော်အကုန်လုံးကရင်မွန်ကချင်းအကုန်ပါနိုင်ပါတယ်ကျွန်တော်တို့အားလုံးနဲ့အခုလိုတွေ့ရတာအမတန်မှကျွန်တော်ကြည်နူးတယ်ရင်ထဲမှာလည်းတိတ်မကောင်းဘူးပေါ့မကောင်းတာကတော့ကိုရကိုရွာကိုမိကိုဖကိုရီကိုမြေပေါ့ကိုတောကိုတောင်ကိုမြင့်ကိုချောင်းပေါ့နော်ဒါကြီးတွေကိုကျွန်တော်တို့ခွဲခွာပြီးတော့မှဘဝတဝန်တစ်ခါရက်တီဖို့ကျွန်တော်တို့ရုန်းကန်ပြီးတော့နေရတဲ့လူငယ်တွေကအများပြပါကျွန်တော်တို့ဂျပန်သွားတော့လေဒီတိုင်းပဲလာပြီးတော့နှုတ်ဆက်ကြပေါ့ဂျပန်တော့တတိယနိုင်ငံဆိုတော့သူတို့ကတော့နည်းနည်းပါးပါအဆင်ပြေတာပေါ့ဝင်ငွေလည်းကောင်းတဲ့အခါကျတော့ဟိုတလောကလည်းဖူးခက်လာတော့ဖူးခက်ကန်းကြီးမှာပမာ4 သိန်းလောက်ရှိတယ်ကျွန်တော်တို့လာတွေ့မကြသေးဘူးကျွန်တော်တို့ဒီစစ်အာဏာမသိမ်းခင်လေး2 ရက် 3 ရက်ကျွန်တော်တို့ဖူးခက်တစ်ခါရောက်တယ်ဆိုတော့ဟိုတွေ့ရတာကျွန်တော်တို့ရင်ထဲမှာကိုယ်တိုင်းသူပြည်သားချင်းပြန်တွေ့တဲ့အခါကျတော့ရင်ထဲတိတ်မကောင်းဘူးပေါ့ကိုယ်နိုင်ငံမှာပဲရှိနေစေချင်တာပေါ့နော်မခွဲမခွာလောက်ငန်းသို့တော့ကျွန်တော်တို့အချိန်လေးအကြောင်းရက်တွေကြောင့်ကျွန်တော်တို့ကပြီးပတ်ထွက်ခွာလာကြတာဟုတ်အဲ့မနေ့ကဟောပြီးတဲ့ခါကျွန်တော်ဒီညနေလေးနဲ့ပြန်မှာမနေ့ကကြာရင်ကျွန်တော်ဆိုတက်ကတူကဆရာမနေ့ကဆိုကျွန်တော်ကစတင်ရပြီမနေ့က9 နာရီဆိုစတင်နေရပြီကဲရန်ကုန်တက်ကတူအင်အားကန်ဆောင်ကန်းကော်ဒေါ်မှာကျွန်တော်ကတင်ရတယ်ဗျဖုံဖုံခုနဖတ်တာနည်းနည်းအဟောင်းလေးပေးလိုက်လို့ကျွန်တော်လောလောဆယ်ခုရန်ကုန်တက်ကတူကဆရာပါကျွန်တော်နာမည်အရင်ဒေါက်တာညွန့်တောင်းကျွန်တော် PhD ရပြီးသားပါကိုစိတ်ဝင်မတီးကတော့ကျွန်တော်နဲ့အတွဲဆုံးသူကတော့စက်မှုတက်ကတူကျောင်းသားဟောင်းကြီးပေါ့မနေ့ကညလည်းပြောပါတယ်ကျွန်တော်စက်မှုတက်ကတူကျောင်းသားလေးနဲ့တွဲဟောရတာကျွန်တော်ခွင့်ယူတယ်လို့ကာတွန်းဆရာ OB ကျတဲ့အင်ဂျင်နီယာပဲဗျမနေ့ကညကျွန်တော်ပြောသေးတယ်နော်စက်မှုတက်ကတူကျောင်းသားများဟာအကုန်တော်တယ်လို့ဘုန်းဘုန်းတို့ပါပါတယ်ရန်ကုန်မြို့မှာစက်မှုတက်ကတူကျောင်းဆိုတာနာမည်ကျော်ကျောင်းဗမာပြည်မှာ10 တန်းအောင်လို့အမှတ်ကောင်းပြီဆိုရင်အမှတ်900နီးပါးရတဲ့လူတွေလုတ်တဲ့လုံ2 လုတ်ပဲရှိတယ်တချို့လူငယ်များယောက်ျားမိန်းမဆေးကြောင်းတက်ကြတယ်မိန်းမလေးတွေအများစုပေါ့မိန်းကလေးဆိုတာဆရာဝန်နဲ့လိုက်တယ်ဘာညာပေါ့ယောက်ျားလေးအများစုကအမှတ်ကောင်းရင်တချို့ပဲဆေးကြောင်းတက်တာယောက်ျားဆိုတာအင်ဂျင်နီယာကွာကြားရပေါ့ရေနံအင်ဂျင်နီယာချီပြင်းအင်ဂျင်နီယာတက်စတိုင်းပေါ့ဗျာ point ပေါ့လုံးမယ်ပေါ့သူတို့အထက်ကလည်း civil ပေါ့ဗျာတချို့လည်း mechanical ပေါ့တချို့လည်း electrical power ဘာညာတွေအများကြီးပေါ့မေဂျာတွေကယောက်ျားအများစုရွေးတာရန်ကုန်စက်မှုတက်ကတူအကုန်တော်တယ်အဲ့ကျောင်းသားတွေကကျွန်တော်တော်တဲ့ကလေးတွေ10 တန်းမှလည်းသူကတင်ချာတွေကောင်းဘာတွေကောင်းဆိုတော့အမှတ်တွေအများကြီးရလာတာအဲ့ဒီကျောင်းလေးရောက်တော့သူတို့ကတချို့တွေကအနုပညာလောကတွေရောက်သွားကြတယ်လို့ဒါကြောင့်စက်မှုတက်ကတူကျောင်းသားတွေ2 မျိုးတော်တယ်လို့ကျွန်တော်မနေ့ကဥပမာပေးတယ်ဒွေးကိုကြည့်လို့အားလုံးသိပါတယ်ရုပ်ရှင်မျက်နှာဒွေးကျော်ဟိန်းတူ10 တန်းအောင်တော့အမှတ်490ဟာမိုက်တဲ့လူတွေနော်ဂုံလူတွေတီးနေတာဒွေးကလူကြည့်တော့ပေဆောင်းဆောင်းနေတော့မိုက်တီမိုက်ကန်ရုပ်ကဒါပေမဲ့ခမညီလေးတို့စာကြိုးစားတယ်သူကအဲ့တော့အမှတ်ကောင်းတော့ဘယ်ကျောင်းတက်တယ်လဲရန်ကုန်စက်မှုတက်ကတူဒွေးသည်ကိုညီတွေညီမတွေပြောလိုက်မယ်နော်ညီလေးတို့ကျောင်းကနေထွက်သွားတာမဟုတ်ဘူးနော်ဘွဲရတယ်သူကစောင်းဝဲကြသွားတာမဟုတ်ဘူး BE အမယ်လေးအင်ဂျင်နီယာတော်လိုက်တာလို့ကျွန်တော်တို့ကိုယ့်ထက်အသက်ငယ်ပါတယ်အားကြရတာပေါ့နောက်တစ်ချက်တွေ့ရုပ်ရှင်လောကဝင်တယ်မအောင်မြင်ဘူးလားတွေ့ဒီတာမန်မင်းသားလားကဲနာမည်မရဘဲနဲ့ဟာလူသိမ့်မသုံးတဲ့ကောင်မဟုတ်ဘူးတွေ့နဲ့မင်းသမီးပေါင်းစုံနဲ့တွဲတာအကယ်ဒမီတွေရလိုက်တာကိုသားကြီးနဲ့ဟလားကျွန်တော်တို့ကိုယ်နဲ့ကြိုက်တယ်လေသူကတရုပ်ဆောင်တွေကောင်းတာပေါ့နော်မျက်လုံးအနေထားမျက်နှာအမူအရာတိတ်တော်တာသူက2 မျိုးတော်တယ်ကွာလို့စက်မှုတက်ကတူကျောင်းသားတွေလို့ကျောင်းပညာလည်းတော်တယ်အနုပညာလည်းတော်တယ်ခုတော့ဒွေးဆုံးပြီခင်မောင်တိုးသူ့တငယ်ချင်းခင်မောင်တိုးပဲကျောင်းတက်တယ်လေရန်ကုန်စက်မှုတက်ကတူအားလုံးသိပြီးသားနော်ခင်မောင်တိုးဒီရန်ကုန်စက်မှုတက်ကတူကျောင်းသားကြီးတချင်းဆိုတော့ကောမအောင်မြင်ဘူးလားခင်မောင်တိုးတချင်းနေကျွန်တော်တို့အကုန်ကြိုက်တာပဲဗျာဖြူစင်ပလဲလေးတွေကိုမှချစ်တယ်လို့သူကဆိုလာရင်မကြိုက်ဘူးလားသဘောကျတယ်ကျွန်တော်တို့ပလဲလေးတွေဆိုတာကမာကောင်လေးတွေရဲ့မျက်ရည်ပဲထင်ဒါကြောင့်ဒါပဲလဲမှာမဆွဲတမ်းပါနဲ့ခင်ပါညာဆိုတော့စင်ရောက်ကငင်းနေရတာအတန်ယောက်ျားပေးသားလိုက်တာလို့အရာမောကြီးနဲ့မျက်မှန်အမဲကြီးနဲ့စပိန်ဖားလာနဲ့အတန်လဲတကယ်ယောက်ျားအတန်ဝါကြီးနဲ့ပေါ့ကြက်တည်ရှိတဲ့အတန်ကြီးနဲ့ပေါ့ကောင်းလိုက်တာနော်လို့သိလားဒီတိုင်းပဲပန်းခရမ်းနာဆိုလို့လည်းကြိုက်တာပဲကျွန်တော်တို့ရုပ်ရှင်တချင်းတွေတပြေသူမရွှေထားကျော်သူနဲ့ဟိုနေနဲ့ရိုက်တဲ့ကားမိသားစုနဲ့ခင်ဗျားတို့နောက်ကဆိုပေးတာတပြေသူမရွှေထားရီတွေ့တာရပါပြီကိုလေမဖြစ်မှန်းလဲသိတာတွေမချစ်မှန်းလဲသိတာတွေနှစ်တင်ကြည့်ပြီးကျွန်တော်ရုပ်ရှင်ထဲမှာနိုင်ငိုရတာကျွန်တော်ဟာခင်ကိုတိုးကြီးဟာလို့ကိုတိုးကြီးမိုက်တယ်ဟာလို့သိလားအော်လို့2 မျိုးသလုံးတော်တယ်လို့10 တန်းမှာအမှတ်ကောင်းအင်ဂျင်နီယာဖြစ်တချင်းဆိုတော့နာမည်ကျော်ကမောင်တိုးသူလည်းခုဆုံးပြီ
ဒုက္ခနောက်တစ်ယောက်ပြောပြရစေဦးတချင်းရေးတဲ့လူအင်္ဇလီမောင်မောင်ကြားဦးတယ်မဟုတ်လားအင်္ဇလီမောင်မောင်လေအမလေးရေးလိုက်တဲ့တချင်းတွေအများကြီးပဲဗျာတချင်းတွေအများကြီးမှအများကြီးရေးတာကိုတော့ဆိုရင်ခိုင်ထုတချင်းတွေပေါ့နော်ကိုခိုင်ထုလေတစ်ခွေလုံးသူရေးပေးတာနော်အင်္ဇလီတို့ဘာလို့ပေါ့ဗျာနောက်ပိုင်းကျတော့တကြံမိုးမှာဆိုတစ်ခွေလုံးသူရေးတာဇော်ဝိုင်းဆိုတဲ့တကြံမိုးလေးဆိုယုံဖြန်းပဲအောင်ဆိုသူရေးတာဇော်မဆိုတာကောင်းဟာလို့အင်္ဂလိပ်မောင်မောင်မိမိဝဖေရင်းရွယ်ကတီးကွန်းနဲ့တူကားစဉ်လက်ခုပ်တန်းတီးကြလိုက်မှလားညီညီညာတေးဖွဲ့လို့ကောင်းတာပဲဗျ तू ကတကြံမိုးတစ်ခွေလုံးသူရေးတာအင်္ဂလိပ်မောင်မောင်လှမ်းကြည့်တယ်ဘယ်ကြောင်းကလဲရန်ကုန်ဆက်မှုတဲ့က तू ကတကယ်ပဲကြီးနေနော်မျက်မှန်နဲ့စပင်ဖားလိုက်နေတာဟာဆက်မှုတဲ့သူကျောင်းသားရန်ကုန်ဆက်မှုတဲ့သူ RID ပေါ့ဗျာတော်လိုက်တာနော်လို့တချင်းရေးတော့သူ့တချင်းတွေအကုန်လုံးပေါက်ချစ်ကောင်းဆိုတော့ပေါက်မိရုပ်ဖေးပေါက်ခင်မောင်တိုးဆိုအကုန်ပေါက်တာလေသူကနှစ်မျိုးတလုံးတော်တယ်လို့သူလည်းခုဆုံးပြီအခုနောက်ပိုင်းတက်လာတော့ကိုစိန်ဝင်းကိုစိန်ဝင်းလိုက်လာတယ်အဲ့နောက်ကိုလိုက်လာတယ်သူလိုက်လာတာဘယ်ရောက်မှမသိဘူးလိုက်လာတယ်လိုက်လာတယ်ဆက်မှုတက်ကတူကျောင်းသားကဗျာဆရာကျွန်တော်တို့တဲ့ပူတာအော်တို့သူလည်းတွေးလို့ပဲမဲလာနော်ကမောင်တိုးလို့ပဲအင်္ဂလိပ်မောင်မောင်လို့ပဲနေမှာပေါ့ဆိုပြီးစိတ်ပူလို့ကျွန်တော်နောက်သွားကြည့်တာစိတ်အေးသွားပြီနောက်ကိုသွားကြည့်တော့နည်းနည်းစိတ်အေးသွားပြီနေရာထိုင်ရင်းမှညာအကုန်ပေါ့ဗျာမသိဘူးတင်နေနောက်ကိုသွားပြီးကျွန်တော်မှလေ့လာရေးဆင်းနေတာသူနဲ့အတူလိုက်ပြီးတော့ဟောပြောရပါတယ်ကျွန်တော်တို့ဗမာပြည်နိုင်ငံနှံ့ပြဟိုးမြကြီးနားနေပြီးကော့တောင်းအထိဟိုဘက်ဆိုရင်ကျွန်တော်တို့လေချင်းတောင်တန်းနေပြီးတော့ဟိုဘက်ကတာရှီလိတ်အထိကျွန်တော်တို့သွားကြတာပေါ့သွားရင်လည်းအခုတော့ထိုင်းနိုင်ငံတနေရာကိုဒီနေ့ရောက်ရှိလာပါတယ်ရရှိတော့အချိန်လေးကိုလူပြီးတော့မှ4 နာရီနဲ့4 နာရီ 5 မိနစ်လောက်တော့မှရပ်ပြီးဆင်းဖို့ကျွန်တော်ပြင်ဆင်ထားပါတယ်ဗမာချင်းတွေ့တော့ဗမာတိုင်းသူတိုင်းသားများချင်းတွေ့တော့အခါကျတော့ကျွန်တော်ယင်ထဲမှာမကောင်းဘူးကြလူတွေကကိုယ်နှောင်းသားကိုလေလို့မရဘူးနော်ကြိုက်တဲ့အဝတ်စားဝတ်ထားခင်ဗျာပေါင်းပြီးရှေဝွေကွာတာပေါင်းပြီးဝေရှုဖနဲ့ဝေတီရှက်ဝေကြိုက်တယ်လို့နေဘိုးစားစားစားဒီအထက်ကမိုင်းကတော့မပြောင်းလို့မရဘူးလူတွေအောင်စားအရန်ကောင်းတယ်သူကသူ့ရဲ့ instant ပေါ့ဗျာကျွန်တော်တို့အတွင်းစိတ်ကိုကျွန်တော်တို့ဘယ်တော့မှဖြောက်လို့မရနိုင်ဘူးမနေ့ကညတော်ပြောသေးတယ်မှတ်မိလာလေးတစ်ခုပေါ့ဗျာကျွန်တော်အကိုကြီးတယောက်ရှိတယ်ရုပ်ရှင်ဒါရိုက်တာကြီးစိုးထွန်းကြားဦးမှာပါနော်သူ့ကြုံမခံပြီးရိုက်တယ်ဗျာဟာရိုက်တယ်နဲတော့ဗာလေဆက်တကန်ရိုက်တယ်ဗျာမတ်တုမဆိုင်ရိုက်တယ်ဗျာအများကြီးရိုက်တယ်ဗျာအကယ်ဒမီ4-5ခါရတဲ့ဒါရိုက်တာကြီးစိုးထွန်းဗျာ9ခါလောက်ရတာဟာကြီးကိုနော်ကျွန်တော်ခင်တာပေါ့သူ့ကြုံမခံပြီးရိုက်တယ်သူအလုံးကြားပါကြည့်ဘူးလည်းထင်တယ်နော်သူ့ကြုံမခံပြီးနာမည်လည်းကြီးပါတယ်ဘာအကြောင်းရိုက်တာလဲဆိုတော့မမနိုင်ငံနောက်ဆုံးဘရင်ဒီဘောမင်းနဲ့စုဖီယာလက်ကိုမန္တလေးနန်းတော်တွေကနေခေါ်ပြီးတော့အင်္ဂလိပ်ဆိုရဖမ်းပြီးတော့မြစ်စိတ်ကိုဆင်းတာဂေါ်ဝင်စိတ်ကန်းပေါ့နော်ကျွန်တော်မန္တလေးမှာကျွန်တော်နေခဲ့ဘူးတယ်ကျွန်တော်ကတက္ကသိုလ်ကျောင်းဆရာမန္တလေးတက္ကသိုလ်မှာတာဝန်ထမ်းဆောင်တော့ဒီမင်္ဂလာတကားထွက်ပြီးတော့မှဂေါ်ဝင်စိတ်ကန်းတိုင်းဆင်းပြီးတော့မှသင်္ဘောနဲ့ရန်ကုန်ခေါ်ပြီးတော့နောက်ပိုင်းကျတော့အိန္ဒိယပို့လိုက်တာအိန္ဒိယမှာပဲဒီဘောမင်းသေးယောက်ျားသေးတော့မှသူ့မိန်းမမိဖုရားစုဖီယာလက်ရန်ကုန်ပြန်လာရန်ကုန်မှာသေးဒီဗမာရဲ့နောက်ဆုံးတမိုင်းပဲသူကအဲ့တော့ရုပ်ရှင်ကဘာကိုရိုက်တာလဲဆိုတော့အဲ့ဒီဆိုဖီယာလက်နဲ့ဒီဘောမင်းနဲ့ကိုအိန္ဒိယကိုခေါ်သွားတဲ့ဟာကိုရိုက်တာအကြမ်းမြတ်ဒါပဲရိုက်သူကဘာတူလဲဒိုင်တာကြီးစိုးထွန်းအဲ့တော့ရိုက်တဲ့အခါကျတော့အလုံးသိပါတယ်ဒီဘောမင်းဒီကုန်းပေါင်မင်းဆက်နောက်ဆုံးမင်းဆက်မှာ17ဆက်မြောက်သူကဟုတ်လားအလောင်းဖျားနောင်တော်ကြီးစင်ဖြူရှင်စင့်ကူးမင်းဖောင်ကားဆောင်မောင်မောင်ဘိုးတော်ဖျားဗကြီးတော်တာယာဝတီပကံမင်းမင်းတုံမင်းသူ့ရဲ့သားလေးဒီဘော17ယောက်ဟလာရွှေဘွားဆတာကိုသူဖမ်းသွားတာကိုအဲ့ဒါသူ့ကြုံမခံပြီးရိုက်တဲ့အခါကျတော့ဒီဘောမင်းနဲ့စုဖျားလက်ကိုဖမ်းပြီးခေါ်တဲ့အခန်းရိုက်တဲ့နေ့ဘီလိုလဲကြီးနေပေါ့ရှစ်ခက်ကကြတော့နော်ဘီလိုလဲဆိုတာဟိုနေပေါ့ဘေးကဟိုနေပေါ့တက်သားဘိန်းကြီးနေနဲ့ဟိုမင်းမျိုးကလှဲလို့ပေါ့အထဲကိုမမြင်ရဘူးလိုက်ကာလေးတွေနဲ့ပေါ့မင်းနဲ့မိဖုရားကိုအထဲမှာထားပေါ့ကျွီးနဲ့သူကတော့တင်မောစိတ်ကိုဆင်းညမှာပါလာတဲ့အင်္ဂလိပ်အရာရှိ2ယောက်ဗိုလ်ချုပ်ကြီးရဘာလို့လဲ General Prendergast နာမည် Prendergast တဲ့သူ့ the bear ပေါ့ဘာလို့လဲ Colonel Sladen ပေါ့နော်2ယောက်သူတို့ဥဆောင်မှုနဲ့အင်္ဂလိပ်တက်နေသူတို့ကမ်းနားကိုဆင်းတဲ့အခန်းရိုက်တဲ့ခါကျတော့မန္တလေးမြို့သူမြို့သားများကလည်းအကုန်လုံးထွက်ကြည့်တယ်ရုပ်ရှင်ရိုက်တဲ့မြင်ကွင်းကြီးပေါ့သို့တော်လေးပဲဒိုက်တာကြီးစိုးထွန်းကတော်တဲ့အခါကျတော့ဘာလုပ်လိုက်လဲဆိုတော့ထွက်ကြည့်တဲ့လူတွေအားလုံးကိုမင်းနဲ့မိဖုရားတိုင်းတစ်ပါးကိုပါတာဖြစ်တဲ့အတွက်ဝမ်းနဲ့ကြေကွဲပြီးတော့မင်းနဲ့မိဖုရားကိုဖူးမြော်တဲ့ပုံစံဖြစ်အောင်သူကလုပ်လိုက်တယ်သူကအားလုံးရှိခိုးကြပါဆိုတော့အဲ့မင်းသားနဲ့မင်းသမီးကိုလက်လေးတွေချီပြီးကြောနေကြတာပေါ့ဗျာသို့တော်လည်းပဲမျက်နှာတွေကရုပ်ရှင်ရိုက်နေတာဖြစ်သောကြောင့်တိတ်ပြီးတော့အပိုးမချိုးတဲ့အခါကျတော့ဘေးနှစ်ဖက်မှာညက်နေတဲ့လူတွေအကုန်လုံးမျက်နှာလေးတွေညှိုးနှွမ်းပြီးတော့မြေလေးပါလေးကြောက်အောင်ဆိုပြီးတော့
အပြင်ဘက်ကလူတယောက်ကနေပြီးတော့တချင်းတစ်ပုတ်ဖွင့်လိုက်စကားလေးပြောပေးလိုက်မိုက်ခရိုဖုန်းနဲ့ online ကြီးနဲ့ရုပ်ရှင်ရိုက်နေတာတကယ်တော့ရုပ်ရိုက်နေတာပြောပေးသူဘယ်သူထင်လဲနာမည်ကျော်စာရေးဆရာကြီးအခုဆုံးသွားပြီတက်ကတူဖုန်းနိုင်တဲ့ပြောပိုင်တာဟုတ်ကဲ့ခင်ဗျာခုဖြင့်ကျွန်တော်တို့နိုင်ငံရဲ့နောက်ဆုံးဘရင်ဖြစ်တဲ့ဒီဘောမင်းတရားနဲ့စုပြလာအဖြစ်တိုင်းမှာကလဖြူများကနေပြီးတော့ဓာတ်တလက်မထုတ်တနက်တစ်ချက်မဖောက်လက်ပြပုံးတစ်လုံးမပစ်ဘဲနဲ့အေးစစ်စစ်ကြက်ကလေးငှက်ကလေးများကိုဖမ်းတကယ်သူဖမ်းသွားတာအဖြစ်မတန်ကြည်ခွဲစရာကောင်းပါတယ်ပြောပေးနေတာသူကပြောလေလေဘေးကလူတွေကစိတ်မကောင်းဖြစ်လေလေနော်ပြောလေလေစိတ်မကောင်းဖြစ်လေလေပြောတာလေးရက်လိုက်တချင်းလေးဖွင့်ပေးလိုက်တချင်းကခင်ညွန့်ဤတချင်းပါတော်မူတချင်းယန္တနာပုံနေပြီမန္တလေးကယန္တနာပုံပဲလေနော်ယန္တနာပုံနေပြီမင်းဆက်တဆက်အုပ်ဆိုးခဲ့သည်အုပ်ဆိုးခဲ့သည်ကျွန်တော်ခုနကြီးပြပါတယ်17ယောက်လေးဗျာဒီဘောအထက်ကဗျာအလောင်းဖျားနောင်တော်ကြီးစင်ဖြူရှင်စင်ကူးမင်းဖောင်ကားသားမောင်မောင်ဘိုးတော်ဖျားပါကြီးတော်တာယာဝတီပကံမင်းတို့ဒီဘောလေးဗျာသူပါလာဦးခင်ညွန့်ဆိုတာပိုင်နေယန္တနာပုံနေပြီနောက်ကဖွင့်ပြထားတာလူတွေကဘီလိုလိုက်သွားနေပြီဗမာတွေကမျက်နှာမကောင်းတော့ဘူးမင်းဆက်တဆက်အုပ်ဆိုးခဲ့သည်အုပ်ဆိုးခဲ့သည်ရှေတုံးကတော့အလွန်သားယာစီဒီဘောရာစာနန်းဆန်း9နှစ်မှာဖြစ်ရတဲ့ရေကိုတွေးမိပါတော့ဒီဗမာပြည်ဇလန်းရှုပ်သမျှကိုရွှေကညစ်နဲ့ရေကစာကိုစီရာဇဌာနီမြန်နန်းအယုတ်ဇမှာဧကိနဲ့ဝေးတာကြာလီပြီ1249ခုနှစ်မှာတီတစုံမုံလာစုပ်ရှစ်ရနေကိုဖြင့်မမေ့နိုင်ပါပြီယနေ့တိုင်သာသည်မမေ့နိုင်ပါပြီယနေ့တိုင်သာသည်ဆိုပြနေတာပေါ့ဗျာအတန်လေလိုက်ဟိုက်တာမောင်သားချိုတချင်းဆိုသိမ့်မတော်ဘူးကြကျွန်တော်ကိုတယောက်ကသင်ပေးတာအဲ့လိုမလုပ်ရဘူးဒီနားမှာမေးကိုဘလို့ရိုက်ရှားကိုဘလို့ဆွဲအတင်းချိုဆွေသင်ပေးတာကျွန်တော်မင်းလေးသင်ပေးတာဆိုပေးတာအောက်ကဆောင်းမကြီးရောက်ဖွင့်ဖုံဖုံတို့အဲ့တကယ်ဖြစ်နော်ဖုံဖုံဒိုက်တာကြီးစိုးလို့မေသူတကယ်လို့တာဖွင့်ပြီးတဲ့တချင်းပြန်ရိုက်ပြန်အောင်လူတွေကစိတ်တွေပြောင်းသွားတော့ဗောတကယ်ပဲရုပ်ရှင်ရိုက်တာနဲ့မထင်တော့ဘူးနော်ရုပ်ရှင်ရိုက်တယ်လို့မထင်တော့ဘူးတကယ်ပဲပါတော်မူအခမ်းအနားကြီးကျင်းပသူဖြစ်နေတာဟုတ်သူကကြီးတန်းတန်းနဲ့တောက်တော့ဖုန်းနဲ့ကြိုင်လိုက်ပြန်ပြီဒီဘောမင်းအဖြစ်အမတမ်းမှာဘာသာသာသနာကြီးညိုတဲ့မင်းကောင်းမင်းတွေဘာခမစတော့တယ်နော်ဖုံဖုံအစကသူဒီတန်ခါအဖြစ်နဲ့နော်တန်ခါဘောင်မှာပထမငယ်ပထမလက်ပထမကြီးစတာတော်တယ်ဖေလက်ကျင်ပြီးတဲ့နော်ပဲမိတို့သာသနာကြီးဘာသာရေးလောက်ရကပြီးတော့မတော်တဆနိုင်ငံတော်မှာနော်အုပ်ချုပ်မဲ့လူရွေးတဲ့ခါကျတော့အဆဆရရအစင်းပြောင်းဆိုပြီးတော့စင်မီမရှင်နဲ့စူဖီယာလက်နဲ့ဗာနဲ့အလုံးတိုင်ပြီးတော့ကင်းဦးမကြီးဦးကောင်းပါသေးတယ်တီဘောရာဇာကိုနတ်တင်ဖြင့်တိုက်ပြီးကောင်းလေခြင်းဆိုပြီးလို့ရင်းနဲ့ဘယင်ဖြစ်လာတဲ့လူလေးတယောက်ပါအခုတော့ဖြစ်ငငယ်ရွယ်ရွယ်နဲ့သာသနာအရာမှာပျော်မွနေတဲ့လူတယောက်ဘယင်ဖြစ်ခါမှတိုင်းတစ်ပါးကိုဖန်စီခံရပါပြီခမရပြီဟိုကလုံးပြပြီခင်ညွန့်ကြီးအကောင်လုံးမျက်နှာတွေမှာကောင်းဖြစ်နေတဲ့အချိန်မှာတဲ့ရိုင်းတန်းလန်းနဲ့ကင်မရာလေးကနေကြည့်လိုက်တော့ဒိုက်တာကြီးဆုံးကြည့်လိုက်တဲ့ခါကျတော့အဖက်နဲ့ကောင်လေးအားလုံးဗမာတွေကို तू ကဝတ်စုံတွေကလားဝတ်စုံတွေဘာညာအိန္ဒိယဝတ်စုံတွေအင်္ဂလိပ်ဝတ်စုံတွေဝတ်ပြီးတဲ့ခါကျတော့မှမုတ်စိတ်မွေးပတိုင်းမွေးပါလိမ့်နဲ့ तू ကတရုတ်ဆောင်ရတာဟုတ်ဗျာစစ်သားတွေဆိုတော့ဒါစောင့်ရှောက်ပြီးပါလာတာဟုတ်ဘယ်ညာနေတန်းလန်းနဲ့ကင်မရာကိုလည်းကြည့်လိုက်ကိုရိုက်နေတဲ့ဟာကို तू ချောင်းကြည့်တော့မော်နီတာအပေါက်ပေါ့ဗျာမော်နီတာဆိုတော့ရိုက်နေတဲ့ဟာကောင်းမကောင်းလာကြည့်တဲ့ခါကျတော့ဟာ yes stop ရက်ကြပြန်ရိုက်မယ်ဆိုတော့မှအကုန်လုံးလှမ်းဖြတ်သွားပြီးတော့ तू ကဘယင်မဲလေရုပ်ရှင်ရိုက်တဲ့ရက်ကွင်းမှာဒါရိုက်တာဒီဘယင်ဟိုဗျာဆရာဘာဖြစ်လို့လဲပေါ့မေးဘေးခွေးသားတယ်အကုန်ငါ့ကိုမင်းတေအောင်လုပ်နေတာလားပေါ့ချွေးတွေပြန်ပြီးတနေအောင်ရိုက်တယ်မပြီးနိုင်ဘူးပေါ့မင်းတို့ဟာမင်းတို့ပြန်ကြည့်အောင်ပြန်ရိုက်မယ်ဆိုဘာဖြစ်လို့လဲဆိုတော့ဒီမှာလာကြည့်ဆိုတော့ဒီဘောမင်းကိုဖမ်းသွားတယ်ဘေးကစစ်သားတွေကငိုးနေတာတဲ့သူကမှာတော့မှာထားတယ်မင်းတို့ဒီအင်္ဂလိပ်စစ်သားတွေဖြစ်တယ်ကလားစစ်သားတွေဖြစ်တယ်သူကပြည်သူလူထုလွမ်းအောင်သူကဘေးကပြောပေးမယ်မင်းတို့ဗမာမဟုတ်ဘူးဘယင်လာဖမ်းတာကောင်ဖြစ်တယ်မျက်နှာတင်းနဲ့မင်းသွားနေရမှာဆိုပြီးသင်ပေးထားတယ်တို့တော့ဟိုကပြောပေးနေတဲ့ခါကျတော့ယန္နာပုံနေပြီမင်းဆက်ဆက်အိုဆိုးခဲ့သည်မျက်နှာမကောင်းတော့ဘူးအိုဆိုးခဲ့သည်ရှေတုံးငါတော့အလွန်သားယာစီမျက်နှာသိမကောင်းတော့ဘူးဒီဘောရာဇန်နန်းဆန်း9နှစ်မှာဖြစ်ရတဲ့ရေကိုဟိုကလည်းလွမ်းနိုင်နေဘူးတွေးမိပါတော့ဒီစသားရီဘေးလာဖမ်းတဲ့ကောင်တွေသိမကောင်းတော့ဗမာပြည်ဇလန်းရှုပ်သမျှကိုရွှေကညစ်နဲ့ရေကစာကိုစီရာဇဌာနီမြန်နန်းအယုတ်ဇမှာဧကိနဲ့ဝေးတာကြာလီပြီ1249ခုနှစ်မှာအတီတစောင်းမုံလာစုပ်ရှစ်ရနေကိုဖြင့်မမေ့နိုင်ပါပြီယနေ့တိုင်သာဒီမမေ့နိုင်ပါပြီယနေ့တိုင်သာဒီဟောလုံနေပြီခင်ဗျာလေစစ်သားတွေဒိုက်တာကြီးဆိုတော့ဆဲတာ
မင်းတို့ကအဲ့ဒီဘယင်လာဖမ်းတာမင်းတို့ဘာလို့ငိုနေတာလဲကျွန်တော်တို့ဝတ်စုံပြင်မယ်ဗမာတွေပြတယ်အသေးဆုံးကမခံနိုင်ဘူးတဲ့မလေးမခံနိုင်ဘူးညာကျွန်တော်တို့ဘုမေအဲ့တော့တပည့်တော်တင်လျှောက်ပြရစီဖေဟာညီငယ်ညီမငယ်လေးတွေပေါ့ငါတို့တွေဘယ်နေရာရောက်ထိုင်းရောက်တိုကျိုရောက်ကမ္ဘောဒီးယားရောက်ဗီယက်နမ်ရောက်အမေရိကရောက်အော်စီရောက်ဘယ်ရောက်ဘာဝစ်စုံဝစ်ဘာအစာစားထိုင်းစာစားဗတ်ငွေကင်ဘာလှုပ်တို့တွေယင်းထဲကနှလုံးသားကတော့လို့ပါလေပြုပြင်ပြောင်းလဲလို့မရနိုင်ကိုရေကိုမြေကိုတိုင်းကိုပြည်ရဲ့ရင်ခုန်တယ်နေရတော့တို့ကတူကြမှာပေါ့မဟုတ်ဘူးလားနော်ဒါကြောင့်မလို့ကျွန်တော်ကစိတ်ထဲမှာအဲ့လိုပေါ့တွေ့ရတော့ခါကြတော့တတိလည်းရတယ်ပေါ့ကိုညီညီမတွေလို့ပေါ့ကိုသားကိုသမီးတွေလို့ဖြစ်ကြတာဒီခန္ဓာလေးမှာအဲ့တော့ဒီနေ့ကမနေ့ကနဲ့မတူအောင်ငါဘာဟောရင်ကောင်းလဲစဉ်းစားတော့ဘာဆမ်းမှာဘာလားခေါင်းစဉ်လျှောက်စဉ်းစားတဲ့ခါကြတော့တပည့်တော်လွယ်လွယ်လေးတစ်ခုပြရတယ်ဖေဟာထပ်နေလေခွင့်လို့ပေးပါမမပြည်ထဲမှာရှောက်ဟောတာတွေတော့ဒီကောင်းနေတာပွားနေတော့အခွေတွေကပွားနေတာဟုတ်ဗျာကျွန်တော်တို့ကလေအဲ့တော့အခွေတွေကထက်တာတွေရှိမှာပေါ့ဗျာကျွန်တော်တို့ကမြောင်းမြဟောလိုက်မြစ်ကြီးနားဟောလိုက်ဗမော်ဟောလိုက်တာချီလိတ်ဟောလိုက်ကျိုင်းတုံဟောလိုက်မိုင်းဆက်ဟောလိုက်တိုကျိုဟောလိုက်တရုတ်ပြည်ထဲသွားဟောလိုက်ဘာလဲဖြစ်နေခါကျတော့အခွေတွေထက်နိုင်တာပေါ့ကျွန်တော်တို့ဟာတွေရောင်းစားတဲ့ကောင်းတွေလည်းတမောက်ပန်းဆူရမ်းမှာလမ်းလျှောက်သွားတယ်လက်ခုပ်တီးတန်ကြားတယ်ငါခေါ်တာလားပေါ့ဟုတ်တယ်တပည့်တော်ခေါ်နေတာလူတယောက်အသားညွညွနဲ့ခဏရက်ဆောင်နေပြေးလိုက်လာတယ်သူကနည်းနည်းသူကသားကျွန်တော်တို့ညိုတာလှည့်အောင်တော့မင်းနေသူကဈေးလေးတို့ရောင်းစားတဲ့ဘဝထဲမှာလာညီတပါလဲလို့စိတ်မရှိနဲ့မေးစရာရှိလို့လေဟုတ်ကဲ့မေးပါဘူးခင်ဗျာစာရေးဆရာမောင်သားချိုခေါ်ရက်ကွန်းညံကုန်လားလို့ဟုတ်တယ်ညီတပါဖြစ်လို့လေလို့ဩဝါသလေးလားဆရာရဲ့တဲ့အရေးကြီးတာမှားပြရသေးတဲ့နည်းနည်းပါးပြောင်းဖို့အောင်နဲ့ခွေတွေရောင်းရကြနေလို့လေဟာသူစီးပွားရေးသူအောင်ကျွန်တော်ပဲသူရောင်းကောင်းပြောင်းဖို့ပြအောင်မင်းကအရေးထဲမှာကွာနေပူထဲမှာလူလိုက်လာပြီပါလဲကွာလို့အခွေတွေနည်းနည်းရောင်းရကြတယ်နည်းနည်းပြောင်းပြဖို့ဆိုတော့တပည့်တော်ဘဝတွေကအဲ့လိုဖြစ်နေတဲ့ခါကျတော့ထက်ခဲ့ဒီများရှိတော့ခွင့်လို့ပေးပေါ့ထမ်းနေတာပေါ့ဒီနေ့အချိန်လေးနဲ့ကြိုက်အောင်အခု45မိနစ်ကြံသေးတယ်တန်ဖိုးကောင်းစဉ်ပြောချင်တယ်တပည့်တော်ကနော်ရှောက်ချင်တယ်ဖေဟိုလူတွေကတော့ပြောချင်တာပေါ့တန်တော်များကျတော့တပည့်တော်ကတင်လျှောက်တာဖေတပည့်တော်အယူဆလေးမှန်ပေါ့နော်တန်ဖိုးနာမည်လေးနဲ့ပြောချင်ပါတယ်ဘာမှလို့တန်ဖိုးပါအင်္ဂလိပ်လိုကတော့လွယ်လွယ်လေး value 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 ကလေးတွေကတီအစတီတော့စလုံးလေးမဟုတ်လို့ကျွန်တော်ရွတ်ပြတာပါအင်္ဂလိပ်စာတော်ကြောင်းတက်ကြောင်းပြတာမဟုတ်ပါဘူးနော်ဘာမှလို့တန်ဖိုးအင်္ဂလိပ်လို value ဒါလေးကိုယင်နေထည့်ပေးနေတယ်ဒီနေ့တန်ဖိုးအကြောင်းပြောတော့ကျွန်တော်လည်းခုဒီလာတော့ထိုင်းပတ်စံတွေပါလာတော့ကျွန်တော်လည်းတခုပြောလိုက်ဦးမယ်ဗျထိုင်းပတ်စံတွေအဲ့ဒီမှာတော်တော်များတယ်ကျွန်တော်တို့တော်စုံနေဗျဒေါ်လာတွေရောဗာတွေရောဂျပန်သွားတော့ယန်တွေပေါ့ဗျာတရုတ်ပြည်သွားတော့ယွမ်တွေပေါ့အိန္ဒိယကလည်းပြည်သွားတော့ကျွန်တော်တို့ဖားတယ်ရူပီတွေပေါ့ကျွန်တော်တော်ကောင်တွေနော်လူရောမပေါ်တော့ဘူးအဲ့တော့ဒီလာတော့ထိုင်းပတ်စံတွေတွေ့တာတခွန်းပြောမယ်ကျွန်တော်တာချီလိတ်ကိုတခါသွားဟောတယ်သူ့လည်းပါတယ်သူ့ပါတယ်ဟုတ်ပါထားလိုက်ပါသူလမ်းသူပေါ့တွေးလမ်းပေါ့တွေးလမ်းပေါ့သူပါဆိုတော့ဘုံဘုံတို့ဖေရှမ်းပြည်အရှိရိုးရရနဲ့တာချီလိတ်နဲ့ဟိုနင်းနဲ့ဗာလဲဗမာနဲ့လာအိုနဲ့လောနဲ့သုံးဝင်းဆိုင်ပေါ့တပည့်တော့ထိုင်းကိုတော်ရင်းနှီးတယ်နော်ဟိုတလောကသွားဟောတယ်ကွက်သွားလှေလေးနဲ့ကူးတယ်ရနောင်းမဲရောက်သွားသေးတယ်တခါသွားတယ်ဟိုနားဗာလဲကျွန်တော်တို့မဲဆော့ဗာဟိုနင်းဗျာကရင်ပြည်နယ်ဖမ်းဗာလဲကော့ကရိတ်ဟိတ်လမ်းထောင်းလေးဟိုရောက်သွားသေးတယ်တခါတာချီလိတ်ဟိုဘက်ကမဲဆိုင်နဲ့ဝင်တော့ပေါ့ဆိုင်ငယ်ကြီးနဲ့ပေါ့နေဆက်ရဲတွေကဆရာဦးသားချိုတို့ပတ်စံသွင်းမနေနဲ့တော့တယ်နေဆက်ဖြတ်ကြောင်ဝင်လက်မှလုံးမနေနဲ့တဲ့ထိုင်းနဲ့ကျွန်တော်တို့ရဲချင်းသိတယ်တဲ့သူတို့ထိုင်းလို့ပြောလိုက်တယ်ဘာနိုင်ငံဆိုင်ဆရာတွေဆိုတော့ကျွန်တော်ဆိုင်ကယ်လေးနဲ့ဟိုဘက်မဲဆောက်တဲ့ပတ်ပေါ့ပွားဟောကြတာမနှစ်ကတော့က9ယောက်8ဦးညိုခုနပြောတဲ့ကိုစင်မင်းပတိကိုမိုးလေဝသဒေါက်တာဦးထွန်းလင်းခင်မောင်ညိုဘောဂဗေဒဥဖုံဓာတုညီမင်းညိုနောက်ဆုံးတစ်ယောက်ကရုပ်ရှင်မင်းသမီးအကယ်ဒမီ3ဆုရတဲ့အကယ်ဒမီဆွေစင်ထိုက်သွားကြတာပေါ့ဟိုလဲသွားဟိုဆိုင်နေပုံနေနဲ့ကြိုးဆိုတာပေါ့ဗျာတာချီတက်ကတော့ရှမ်းအကတွေနဲ့ဦးစီနေနဲ့ကြိုးဆိုပေါ့ဟော်တယ်ကြီးပေါ့ထားပေါ့2ယောက်ကိုတခန်းလောက်ထားတယ်တဲ့ဆရာဦးသားချိုဘယ်သူနဲ့နေမလဲတဲ့ကျွန်တော်မြန်တယ်ကျွန်တော်နဲ့ဆွေနှိုင်းနဲ့တူနေမယ်လို့ဟာလာအန်ဒီဂရစ်ကိုချစ်လို့ကျွန်တော်တို့ပြောမနာဆိုမနာဘာစိတ်မှညစ်ပန်ပါဘူးသူလည်းသိတယ်နောက်မှန်းသိတယ်တခါက तू ကလက်ဆွဲနေနှုတ်ဆက်တယ်ဆရာကြီးတဲ့ तू ကကျွန်တော်ဆရာကြီးတယ်ကဲမကြိုင်ပါဘူးဘာလို့ကြိုင်မှာလဲလို့မဲဆရာဘာဖြစ်တာလဲတဲ့ဝုံမရွှေကြီးမကြိုင်တာလို့လာပြီသူကလာပြီကျွန်တော်တို့ကအဲ့လောက်တော့ပြောမနာဆိုမနာအမကြီးဆိုတော့ကျွန်တော်နောက်တာပေါ့ရောက်ပြီကျွန်တော်တို့2ယောက်တခန်းရောက်ပြီးကျွန်တော်တို့ပတ်စံလေးလာပြီးတော့ခင်ဗျားတို့အခုပေးတဲ့ပတ်စံမျိုးဒီလိုဟာမျိုးလေးတွေပဲဘတ်ငွေတွေပေါ့စိုက်ကလေးတွေထည့်ပြီးတော့မှရောက်မောင်စင်းပီကုန်းတိတ်ဥတာချိုတိတ်ချစ်ဦးညိုတိတ်ဒေါက်တာဦးထွန်းလင်းတိတ်ဘာလေးပေါ့ကျွန်တော်တို့မသိဘူးလေဗျာစိုက်လေးတွေတော့အခုမှလင်မောစိုက်တယ်ရေတော့မချိုးရသေးဘူး
အခက်မှာနားတော့ရှိသေးတယ်အိမ်တော့မလဲရသေးဘူးလာပေးတယ်ဆိုတော့ဗာလဲပေါ့ဆရာတို့အထက်မှာငွေလေးတွေပါတယ်တဲ့အသေးသုံးနေငါတို့စော်ပြဟောပြောလာတာကြော့လာတာဆိုမဟုတ်ဘူးဆရာပြီးမှပွဲပြီးမှကြော့မယ်လေတဲ့ဒါဆရာတို့ဒီမှာဟိုတယောက်ကိုဆင်းတဲ့ခါကျတော့ဘာညာဝယ်စားဖို့လို့ရအောင်ဘာညာထိုင်းပတ်စံပေးတာတဲ့အေးဆိုပြီးကျွန်တော်ဘာမှမသိဘူးကျွန်တော်ဆွဲဖြဲပြီးတော့ထုတ်လိုက်တော့မှ raw ဆိုဘတ်ငွေတွေထွက်လာတာဘာမှငွေနဲ့တွက်ရင်2သိန်းလောက်ရှိမြဲဘတ်ငွေပေါ့ဗျာဒါတွက်လိုက်ပေါ့ဟာများလိုက်လားဟာလို့တခွန်းနဲ့ကျွန်တော်မေးတယ်ဘာဖြစ်လို့ငါတို့ကိုဘာမှပတ်စံမပေးတာလဲခင်ဗျထူးဆန်းတယ်နော်တာချီလေးကကျွန်တော်ကော့တောင်းရောက်တယ်ကော့တောင်းမှာ2မျိုးသုံးလို့ရတယ်ဟုတ်တယ်မလားဒီဘက်ကတာချီလေးဟိုဗာလဲဟိုကော့ကလေးဘက်ကသွားတဲ့လမ်းဒီဘက်ကမြို့ပါလေမြောက်ပရီမာလေ2မျိုးသုံးလို့ရတယ်တာချီလေးတစ်မျိုးတည်းထူးဆန်းတာသုံးလို့မရတော့မဟုတ်ဘူးမသုံးတဲ့လောက်ဗျာကျွန်တော်ပြောနေတယ်ဆိုင်တသိန်းရှိရင်ညာတစ်ဆိုင်တလေပဲမယူဘူးသူတို့ဆိုတော့ကျွန်တော်မေးတာပေါ့ဘာဖြစ်လို့ကျွန်တော်တို့ကိုဘတ်ငွေတွေပေးတာလဲလို့ဆရာတို့ရှောက်သွားကြည့်အောင်လေတဲ့ဟာဟုတ်ပြီသွားကြည့်မှာပေါ့တိုက်ဗမာလိုပြောလို့ရတဲ့မျိုးပဲကျွန်တော်သွားပြီပဲကျွန်တော်လက်ဖက်ရဝင်တော့တယ်တပိလက်ဖက်တစ်ခွက်ပေါ်စိမ့်တစ်ခွက်ကိုလန်းကိုသွားပါကျွန်တော်ရှောက်ပတ်ကြလားပြီးလဲပြီးရောဈေးမေးတယ်ပတ်စံရှင်းမဟိလာအောင်ဆိုတော့ရှမ်းမလေးပါပဲတပိလာအောင်ဆိုဗမာစကားနားလည်နေတာလေလက်ဖက်တစ်ခွက်ဘယ်လောက်လဲအတန်လေးထွက်လာတာစမ်းကြယ်တယ်ဘတ်40ပါရှင်းတယ်။အော်ဗမာငွေမတောင်းပါလားပေါ့ကျွန်တော်က။တမီးတို့ဗမာငွေမယူလို့ဆိုရင်မပေးနဲ့ဆရာလည်းလှုပ်ရှုပ်လို့ဆိုတော့ဘတ်40ပေါ့။40ဆိုတော့ကခင်ဗျားတို့ဗာလဲ30နဲ့မြောက်ကြည့်လေဘယ်လောက်ဖြစ်နေလဲ။1200လောက်ကြာနေတာပေါ့ဒါ။အဲ့တော့ထုံးစံနေပေါ့ငွေကြေးအနေများကိုကျွန်တော်ပြောချင်တာမဟုတ်ဘူးနော်ဟုတ်ဟုတ်။ဘတ်ငွေတောင်းတာကိုပြောချင်တာဗမာငွေမတောင်းဘူး။ဆက်သွားတယ်။ဈေးရှင်မှာဂျာနယ်ဆိုင်လေးကျွန်တော်ဂျာနယ်ဖတ်တယ်ကောင်ရေးတယ်ကျွန်တော်က။နော်တပီးတို့က7 day မှာအများကြီးရေးတယ်ဖေ။ပင်နိုင်ဆောင်းမရှင်တပီးတို့ကတပတ်3ကိုရေးတာတပီးတို့က။ကဲဟုတ်ပြီ7 day weekly 11ဘာလဲပြည်သူခေတ် messengers ဘာညာပေါ့အစုံပေါ့ဗျာဒါရှိတော့တပိဂျာနယ်ဘယ်လိုရောင်းတယ်လဲလို့ကြိုက်တဲ့ဟာယူဘတ်40ရန်ကုန်နဲ့နည်းနည်းကွာတာပေါ့ရန်ကုန်မှာတဆောင်မှ900 600 तू က1200လောက်ယူထားတာပေါ့တို့တော့လင်းနဲ့လာတာဒါတော့ဟုတ်ပဲယူမှာပေါ့ကဲဒါဈေးနှုန်းကိုမောင်းသားချိုမပြောချင်ဘူးတောင်းတဲ့ဗဇက်ကဗမာငွေမတောင်းဘူးဘတ်40ရှင်းဟာအေးဒီကတမျိုးပါပဲပေါ့သွားကြပြောင်းတစ်ခါတာချီလေးဈေးအိမ်သာ toilet အပေါ့ပါသွားမယ်ဖေရမယူသေးစကားထိုင်နေတဲ့မင်းကလေးတယောက်အိမ်သာတာဝန်ကြတဲ့ကောင်မလေးတယောက်တမိအိမ်သာဝင်နေတယ်အပေါ့သွားခြင်းလို့ဘယ်လောက်လဲတူဘတ်စွမကြီးနေနေဘုံဘုံဖေရစာရေးဆရာကြီးဥအောင်တင်းပြောသလိုပဲဘုံဘုံရေးကြည့်တယ်နော်တပည့်တော်ဒီနေ့ပြောခြင်းစကားစာရေးဆရာကြီးဥအောင်တင်းပြောတဲ့ကဲ့သို့ပဲရည်စရာမောစရာဆိုတဲ့ဗမာစကားအတိတ်ပဲသိရှိတာပဲကွာလေအတွဲလိုက်လာတယ်နော်တဲ့အဖြစ်အပျက်ဗုဒ္ဓဘာသာနဲ့ညီတယ်ဗမာစလုံးတွေကအဖြစ်အပျက်ဖြစ်တာနဲ့ပြက်တာတွဲထားတယ်လို့လားအဖြစ်အပျက်တွေမပြောချင်တော့ဘူးကွာသူအဲ့လိုပြောတယ်မင်းမနေ့ကအဖြစ်ပြက်တည်းရတော့ကွာတို့မိသားစုမှာအဖြစ်နဲ့ပြက်တွဲထားတယ်ရည်စရာမောစရာလေရည်စရာပြီးရင်ဗါလေလားလေမောစရာလာတယ်ကျွန်တော်ပြောတာမဟုတ်ဘူးဥအောင်တင်ပြောတာအခုတပည့်တော်ကအခုရှောက်လိုက်တဲ့ခါကျတော့ဘုန်းဘုန်းတို့ထားရည်ကြတယ်ကဲတကယ်တော့နော်ဒီငွေကြီးကိစ္စပြန်စဉ်းစားတော့ဟုတ်တယ်သူကငိုင်သွားတယ်ကျွန်တော်ကအော်လို့အဲ့ဒီမှာဒီကောင်းနေလေးပေါ်လာတာတန်ဖိုးဆိုတာသူပြောလိုက်တဲ့စကားကတော့ကျမတို့ထိုင်းပတ်စံတွေမှာထိုင်းနိုင်ငံကတန်ဖိုးထားတဲ့လူတယောက်ရဲ့ပုံကိုရိုက်ထားတော့တန်ဖိုးထားတဲ့ပတ်စံတန်ဖိုးရှိတော့ပစ္စည်းဖြစ်တော့ခုံမတင်ထားတယ်ကျွန်တော်ကတန်ဖိုးမထားတဲ့လူတွေဖြစ်တော့ကြောင့်ကျွန်တော်ရဲ့ငွေကိုကျွန်တော်တို့အောက်ကိုပြချဒီတော့သူပြောလိုက်တာပဲဒါပဲတကယ်အောက်မထားတာဘယ်တော့ခုံမတင်ထားဘူးဗမာငွေကိုဘူးမထားဘူးအဲ့ဒီမှာကြမှာတပည့်တော်အိမ်ရောက်တော့ငိုင်းရင်တန်လန်းနဲ့အော် value ပြောတော့လွယ်တယ်ဆိုပြီးတော့မှဒီကောင်းစဉ်လေးစီးစားမိတာကျွန်တော်တို့လူမျိုးကျွန်တော်တို့တမျိုးသားလုံးတန်ဖိုးစစ်တန်ဖိုးပန်တန်ဖိုးရှိသောအရာများကိုဘာလို့မေ့တယ်လဲဘာလို့ပြစ်ပယ်တယ်လဲနိုင်ငံရေးမဟုတ်ဘူးနော်ဖုံဖုံပြောရင်းနဲ့သဘောပေါက်လာလိမ့်မယ်ကျွန်တော်တို့လူမျိုးဟာတဖြည်းဖြည်းနဲ့နိုင်ငံအတွင်းမှာပြက်လာတယ်ဘောင်းမီလှလှဝေးရရင်ပြီးပြီအင်ကြီးလှလှတီရှပ်လှလှဝေးရရင်ပြီးပြီအစားတော့ကောင်းကောင်းပီဇာစားမယ်ဝီစကီတောက်မယ်ဘီယာကောင်းကောင်းတောက်မယ်ဝီစကီကောင်းကောင်းတောက်မယ်ဆိုင်ကယ်ကောင်းကောင်းစီးမယ်ဝက်ကင်ရှူကောင်းကောင်းစီးမယ်ဟင်းဖုံကောင်းကောင်းကြိုက်မယ်မော်တော်ကားကောင်းကောင်းစီးမယ်ဘွဲကောင်းကောင်းယူမယ်စသည်ဖြင့်ဗမာလူငယ်အများပြဒီကိုပြောတော့မဟုတ်ဘူးနော်ရန်ကုန်မြို့တွင်းမှာဗမာပြည်နိုင်ငံတွင်းမှာအဲ့ဒီနောက်ကိုလိုင်းတန်လန်းနဲ့နောက်ဆုံးမှာတန်ဖိုးထားမယ်အရာများကိုနိုင်ငံတော်အစိုးရတွေမကဘဲနဲ့ပြည်သူလူထုကပါမေ့လာတယ်ဒါလေးပြောချင်တာနဲ့ဒီကောင်းစီပြလိုက်တာတန်ဖိုးကျွန်တော်ပြောတာမဟုတ်ဘူးနော်ဘသူမှဗမာပြည်ကလူတွေပြောတာမဟုတ်ဘူးပြည်ပမှာနေထိုင်နေတဲ့အင်္ဂလန်နိုင်ငံကဲ့သို့သောနိုင်ငံပညာရှင်တွေပြောတာတန်ဖိုးတွေကတော့ရည်မယ်ဆိုရင်အများကြီးပဲတမိုင်းတန်ဖိုး historical value ရှိတာပေါ့ကျွန်တော်တို့ဟုတ်လားလူမှုရေးတန်ဖိုး social value ကျွန်တော်တို့လူကြီးနဲ့တွေ့ရင်ကျွန်တော်တို့ကနေပြီးတော့ဟုတ်ကဲ့ဒါမလို့ဒါလား social value ပေါ့နော်လူမှုရေးလေ့တာဘာသာရေးဖို့တော့ဦးသူကကိုယ့်တဲ့အသက်ကြီးသူဒါပြောတာတန်ခါတော်မတွေ့တဲ့ခါကျတော့ဒါတော့ကျွန်တော် religious value ပေါ့ဘာသာရေးတန်ဖိုးပေါ့ဒါနော်ဘုန်းကြီးလာတဲ့အရေးကမြေကြီးပေါ်ထင်နေတာနိမိမဟာဒါတွေပြောတာဒါတွေကဘာသာရေးတန်ဖိုးပေါ့ဟုတ်တမိုင်းတန်ဖိုးကြတော့ပါလေဗ
ဘာကမျိုးရိုးတွေမြင်မဖြတ်ပြင်းနေဟိအောင်လေမလင်းနန်းတော်ဘေးကကာထားတဲ့မျိုးရိုးတွေမြင်မဖြတ်နဲ့ဟာခင်ဗျအုတ်ခဲပဲဗျဘယ်ရှင်ဝယ်ထက်ရရတာအုတ်ခဲချင်းမတူဘူးတကယ်ချင်းခုအုတ်ခဲကတော့သူ့ထက်ပိုကောင်းရင်ကောင်းလိမ့်မယ်သို့တော့အဲ့ဒီအုတ်ခဲကမင်းတို့မင်းလက်ထက်ထဲရတို့ကာထားတဲ့အုတ်ခဲမို့လို့မဖြတ်ပါနဲ့ဆွေးပလက်တီတောက်ပြောနေတာဘာကတရပါတာကြီးအုတ်ခဲတွေဆွေးနေပြီးပြန်လဲမယ်အစ်အပြန်စားနဲ့လဲပြရတာကဲအပြန်ကတော့အပြန်စားပေါ့တို့တော့ဟိုအုတ်ခဲကဘာကန်ခက်ကအနော်ထားမင်းတို့ကြားစစ်သားတို့87ရာသူနှစ်ပေါင်း1000နဲ့ကာထားထားမို့ကျွန်တော်ထားတာလေမလုံးနဲ့ပြဲထားရအောင်မလုံးပါဘူးကဒါပါတန်ဖို့လေကျွန်တော်တို့ပစ္စည်းကောင်းလို့တော့မဟုတ်ဘူးပေါ့ဘာကြောင့်လဲတို့တမိုင်းမှာကြံခဲ့တဲ့နှစ်တထောင်ကတို့နိုင်ငံကိုတို့မြို့ရိုးကြီးကာထားတာဆိုပြီးတော့တမိုင်းရထားတာကိုဆိုတော့တန်ဖို့တော့အများကြီးရှိတာပေါ့တို့တော့ယနေ့ဒီနေ့ဒီစင်မှာကျွန်တော်တပည့်တော်ပြောကျင်တာကညီငယ်ညီမငယ်များကလည်းခဏလို့ပြောကျင်တာပေါ့တန်ခါနဲ့လူဆိုတော့စကားတစ်လက်စီဖြစ်နေတယ်ဖေ။မှစကားမိုင်ခွတ်လို့ပေးပါဒီနေ့ကျွန်တော်ပြောကျင်တဲ့တန်ဖို့က3မျိုးတယ်ခုနကျွန်တော်ကင်ပြတဲ့ဒီထိုင်းပတ်စံတွေရောဘာညာတွေရောဘာမှပတ်စံတွေရောကျွန်တော်ပြောမယ်ကဲအကုန်လုံးပေါ့တန်ဖို့တစ်သမီးတို့ဘာတန်ဖို့လဲကဘာကြီးကဖြေထားတယ်exchange value တဲ့ကောင်းလိုက်တာအင်္ဂလိပ်စလုံးလွယ်လွယ်လေးနော်ဒီမှာ9နဲ့6တန်းဆိုသိပါတယ် exchange value တဲ့ exchange exchange ဆိုတော့ဒါလေ money change ဗျာလဲတာပေါ့တကဘာလုံးမှာရှိတဲ့ဒေါ်လာတွေရောတရုတ်ပတ်စံယွမ်တွေရောကလားပတ်စံရူပီတွေရောဘာညာသားအကုန်လုံးမလေးရှားရင်းကစ်တွေရောအကုန်တကဘာလုံးဒေါ်လာတွေရောဘာတွေရောကဘာခေါင်းဆောင်တွေသွားမေးကြည့်သူတို့ဖြေတာအဲ့ဒီဥစ္စာတကယ်တန်ဖိုးစစ်တန်ဖိုးမှမဟုတ်ဘူးတဲ့ exchange value တဲ့သူကလဲလှယ်တဲ့တန်ဖိုးပဲရှိတယ်တဲ့လက်တွေ့ဘာမှသုံးမရဘူးဘိုက်စားလည်းဝါစားလို့မရဘူးသူကတောက်ပြောလာသူကexchange value ဆိုတော့လဲလှယ်သောတန်ဖိုးပဲရှိတယ်ဆိုင်ကယ်စီးဘယ်လောက်လဲဆိုကြပါသူဗျာနော်ဗမာပတ်စံထွက်လိုက်ပါတော့ကျွန်တော်ပတ်မကျွမ်းလို့3သိန်းရည်ပြီးပေးလိုက်ပေါ့ရောအဲ့ဒါယူလိုက်ပေးမင်းဆိုင်ကပေးလဲတယ်ဒါနဲ့သူကဒါလဲတဲ့ဟာဆန်တပီဘယ်လောက်လဲဆိုကြပါစို့2000ပေးလိုက်ပေါ့2000ရော2000ပေးမှတပီနှစ်ပီရော4000ပေးလိုက်လေခင်ဗျားတို့ဒါနဲ့ဘာနဲ့လဲတာမဟုတ်ဘူးလားကျွန်တော်တို့ကဒါကိုပြောနေတာခီးတယ်လဲဘယ်လောက်လဲ3000ပေါ့9000ပေါ့ရောအဲ့ဒါယူပေးမထီးပြီဒါကြောင့်အချိန်ငဲ့ညာသောအပြင်စကားကိုကျွန်တော်မဖွင့်လွှဲပြရသေးနဲ့ပတ်စံတန်ဖိုးဒီဘာတန်ဖိုးလဲexchange value လိုချင်သောအရာများနဲ့ကျွန်တော်တို့လဲတဲ့တန်ဖိုးသူ့မှာရှိတယ်ကားနဲ့လဲလို့ရတယ်ဆိုင်ကယ်နဲ့လဲလို့ရတယ်ဘော့ပင်နဲ့လဲလို့ရတယ်ခောက်ထီးနဲ့လဲလို့ရတယ်နိုင်နဲ့လဲလို့ရတယ်တီရှပ်နဲ့လဲလို့ရတယ်ကြိုက်သောအရာများကိုသူတတ်မှတ်သောဈေးကိုပေးလိုက်လဲလို့ရတယ်ငွေကြေးမှာရှိသောတန်ဖိုးကဘာလဲ exchange value ညီလေးတို့ညီမလေးတို့အိမ်ကြရင်အင်္ဂလိပ်စလုံးလေးတွေအဘိဓမ္မာရှိရင်လှန်ကြည့်လိုက်အောင်လွယ်လွယ်လေးအဲ့ဒီတန်ဖိုးနှောက်ကိုလူတုလိုက်လုံးအားကြီးသွားရင်မကောင်းဘူးကျန်တာဘာမှတန်ဖိုးမထားတော့ဘူးမနဲ့မိုးလေးငွေညနေငွေမနဲ့ဖက်လည်းငွေတစ်ပတ်ခါလည်းငွေတာရင်လိုက်သွား sorry ရောမိဘများနဲ့ပတ်သက်ပြီးတော့ကြောဘူးကမသိဘူးရောတို့ဘိုးစားဘာသာအခမ်းအနားလေးကွာဖျားသွားကြသူကမသိဘူးရောလကအပေါ်လေးဆိုပြီးတော့အဲ့ဒီနောက်ကိုလိုက်လုံးအားကြီးသွားပြီဆိုရင်တိုင်းပြည်တစ်ပြည်လူမျိုးတစ်မျိုးညောင်းနေကြသွားတယ်နံပါတ်1တန်ဖိုးဘေးမှာအတော့ပဲကျွန်တော်ပြောထားတာရေဘူးလေးကဲရေဘူးဟမ်ပါအေးဘူးကရှိသေးတယ်ကဲဘာတန်ဖိုးလဲအထက်မှာရေထည့်ထားတယ်ပတ်စံနဲ့မတူတော့ဘူးသူကအထက်မှာရှိတဲ့ပစ္စည်းလေးရေလေးကျွန်တော်စားတယ်ထိုင်းနိုင်ငံမှာထိုင်းညီငယ်ညမငယ်မနဲ့တွတ်ဆုံသောပွဲမှာမောင်းသားချိုးစကားပြောတော့လေချောင်းတွေခြောက်လာတော့ဒီဟာလေးကိုကျွန်တော်ဘာလို့မှလဲအတုံးချမှာအတုံးချတာကိုအင်္ဂလိပ်လိုဘယ်လိုခေါ်လဲ use I use ကတော့ water ကျွန်တော်ဒါကိုအတုံးချမယ်မော့တော့လေကျွန်တော်နေကောင်းတယ်နေကောင်းတယ်အကောင်းရှိပါသေးတယ်ဟာညီကိုရက်စားနေနေကောင်းတယ်ဘာမှမပူနဲ့နော်တော့ဖြေးပါလာမှာပေါ့နော်ဒီမှာလာမှာပေါ့နောက်ဆက်မှုတဲ့သူကြောင်းသားပြသူကနော်လာမှာပေါ့ထားပါစကားသူကြောင်းတော့နော်အဲ့တော့ဒီရေကွက်ထရရေကိုမောင်းသားချိုတောက်လိုက်တယ်မောင်းစင်းပတိကိုမောတယ်ဒါမောချလိုက်တယ်ဖုံတို့လေရေငတ်ချင်တောက်နေဘာလုပ်တာလဲအတုံးချတာရေအပ်ပါတန်ဖိုးလေအတုံးချတဲ့တန်ဖိုးအင်္ဂလိပ်တွေကနာမည်ပေးထားတယ်ဖေကောင်းလိုက်တာ use value တဲ့လွယ်လေးကျွန်တော်ပေးတာမဟုတ်ဘူးနော်ဘုံတပည့်တော်ပေးထားတာမဟုတ်ဘူးနော်ဖေတပည့်တော်စာအုပ်တွေဖတ်ပြောနေတာ use value တဲ့အသုံးပြုတန်ဖိုးတဲ့ဆိုင်ကယ်ပါတန်ဖိုးလေအသုံးချတန်ဖိုးစီးတော့လို့ရတယ်ဟောငွေနဲ့မဟုတ်ငွေနဲ့မတူဘူးထိပါတန်ဖိုးလေဖွင့်လိုက်နေကားတယ်မိုးကားတယ်ဘော့ပင်ပါတန်ဖိုးလေစာရေးလို့ရတယ်ကိုဟောပြောပဲရှိလို့ထိုင်းကိုခဏရောက်နေတယ်မနေ့ဖန်ကြရင်မင်းရုပ်ရှင်နေတဲ့ရိုက်ကွင်းကိုကိုလာခဲ့မယ်ကိုနေတိုင်းဖွေးဖို့တတိယနေတယ်ဘာညာမောင်းသားချိုးဖို့ဘာညာဒါပေါ့မောလာသေးတယ်ယောဂလာထသေးတယ်ယောဂလာထသေးတယ်ဟုတ်တယ်မလားဘာလို့လာလဲမောင်းသားချိုးဘောပင်ကအတုံးချလိုက်တာပြီးတော့ဟေ့လွယ်လေးပြောလိုက်ရအောင်ငွေကအချင်းပဲလူသုံးကုန်ပစ္စည်းတွေအကုန်လုံးဘာတန်ဖိုးလဲ use value နိုင်ချိန်ကြည့်လို့ရတယ်မျက်မှန်မှုံနေတဲ့မျက်လုံးကိုအလင်းချက်ပေးတဲ့အတွက်စာဖတ်လို့ရတယ်မဟုတ်ဘူးလားအင်ကြီး
အဆက်ကိုကောက်ကလေးတာ तू ကနေမိုးဆောင်တန်ပေါ့ဒါပစိုးပေါင်းမိတာပေါ့ဖက်နမြေပြင်မှာရှိတဲ့ကြောက်ခဲတွေဆူးတွေပါနေမနေမြောင်စီးသွားတယ်ပေါ့စပိန်နင်းသွားတယ်ပေါ့အခုစဉ်းစားကြည့်ရေခဲတက်တာကိုတော့ရှင်နာဟာလေးထည့်ထားတယ်အယောက်တို့ပစ္စည်းတွေကြာရှည်ခံအောင်အသားငါးပစုံထည့်ထားတယ်သုံးချနေကျွန်တော်အကုန်လုံးမတော်ကစီးသွားတယ်အိမ်ကလူနေလို့ရတယ်ဆိုအေးကောင်လူအေးအောင်လုပ်ပြီးတယ်လူသုံးကုန်ပစ္စည်းတွေအားလုံးဗတ်တန်ဖို့လေ use ပဲလူတချို့လူများကြတော့အဲ့ဒီအသုံးချတန်ဖိုးတွေနောက်ကိုလိုက်နေရတယ်ဟင်းဖုံကောင်းကောင်းရဖို့ဒီထက်ကောင်းတဲ့ဖုံဒီထက်ကောင်းတဲ့ဖုံဒီထက်ကောင်းတဲ့ရေခဲတက်တာဒီထက်ကောင်းတဲ့ကားဒီထက်ကောင်းတဲ့အင်ဂျီဒီထက်ကောင်းတဲ့ဘောပင်တယောက်လိုက်တက်တရတန်ဖိုးကျွန်တော်ပြောချင်တာခုနဟာပဲပတ်စံဟာပဲထိုင်းပင်ပုံမီဘောပုံကြီးဒီပေါ်မှာကတ်ထားတယ်ပတ်စံကိုခဏဖယ်ထားလိုက်လမ်းဘေးတွေမှာကတ်ထားတယ်နေရာတိုင်းမှာလမ်းဘေးမှာကတ်ထားတယ်အိမ်မှာစက်ကူနဲ့ကတ်ကြောက်ပြားနဲ့ကတ်ဗာကြိုက်တယ်နဲ့ကတ်ထိုင်းမြေဘူးဝင်တယ်သူမိမဟာလားတေးတုံပုံဘာတန်ဖိုးလေအဲ့ဒီပုံပတ်စံနဲ့လဲလို့ရလား no ပတ်စံနဲ့လဲလို့မရဘူး तू ကပတ်စံလို့ပစ္စည်းနဲ့လဲလို့မရဘူးဟာလားဘန်းကိုရမှလဲလို့ရတယ်အဲ့ပုံကကြီးနဲ့ဖြတ်ပြီးတော့ကားနဲ့လဲလို့မရဘူးဒီလိုမရနိုင်ဘူးရွက်တရားဗျာမရဘူး तू ကဟာလားမော်တော်ကားတက်စီးလို့ရသေးတယ်စက်ဘိန်းကခွတ်နင်းလို့ရသေးတယ်ထီးကဆောင်းလို့ရသေးတယ်ထိုင်းဘရင်ဘုံမီဘောပုံဝါဆက်လို့လည်းမရဘူးတို့တော့ तू ကဘာတန်ဖိုးလေထိုင်းလူတို့ကဘာဖြစ်နေတာလဲမျက်နှိုးနေတာချစ်နေတာကြည်ညိုနေတာလေးစားနေတာဘယ်ရလာတဲ့တန်ဖိုးလဲ from mind နှလုံးသားလာတာ from spirit ဝိညာဉ်ကလာနေတာ from soul လက်ပြလာနေတာငါတို့ဘယင်ငါတို့ကြီးညိုတယ်မိဖုရားကြီးလည်းကြီးညိုတယ်ငါတို့နိုင်ငံမှာမိုးတွေပါတွေခေါင်လို့ပူပြီးဆိုရင်ဘယင်မိုးဆိုပြီးတော့ဖုံလွန်ဆိုပြီးရွာပြတာဒီဘယင်ပေါ့ထိုင်းနိုင်ငံသူနိုင်ငံသားချင်းချင်းတတ်တာမကြိုက်ဘူးထိုင်းချင်းချင်းတက်လို့သွေးမြင်မကြတင်တယ်လို့မိန်ကုန်းပြောတာဒီဘယင်ကြီးပေါ့ငါတို့ချစ်တယ်ဆိုအဲ့ဒီသလုံးသားတွေကလာတဲ့တန်ဖိုးကလောကကြီးမှာပို့ပြီးအရေးကြီးတာအင်္ဂလိပ်တွေကနာမည်ပေးထားတယ် sentimental value တဲ့ဒါလေးနည်းနည်းခက်သွားတယ်ညက်နိုးသောတန်ဖိုးတဲ့ဖေဟာစလုံးပေါင်းနည်းနည်းခက်သွားတယ်နော်ညီလေးတို့အခုမှတ်စရာမလိုပါဘူးအိမ်ကျမှအဘိဓမ္မာမှန်ကြီးရတဲ့ဟာပါကျွန်တော်ကအင်္ဂလိပ်စာတက်ကြောင်းပြောတော့မဟုတ်ဘူးအင်္ဂလိပ်စာအကြောင်းကိုပြောချင်တာမဟုတ်ဘူးကျွန်တော်တန်ဖိုးကြောင်းပြောချင်နေတာ sentimental 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 value ညက်နိုးရသောတန်ဖိုးလူမျိုးတည်တည်မှာအဲ့ဒီတန်ဖိုးရှိတယ်တဲ့သမီးတို့သားတို့လူမျိုးအသီးသီးမှာအဲ့တန်ဖိုးရှိတယ်ဗီယက်နမ်နိုင်ငံမှာသူတို့ခေါင်းဆောင်တမလာကြီးလူပြိုကြီးနဲ့သေသွားတဲ့လွတ်လပ်ရေးခေါင်းဆောင်ဟိုချီမင်းအလောင်းကြီးဘာလို့ခုထိဆဲဆင်ထားတာလဲခင်ဗျာကဲညီလေးတို့ကိုမင်းမယ်အခုထိနော်မင်းတို့ဗီယက်နမ်နိုင်ငံဟနွိုင်းမြို့မှာဟိုချီမင်းအလောင်းကြီးခုထိရှိသေးတယ်ပေတာကြားလာပြီဆဲဆင်ထားတယ်မပုံမတော့အောင်မှန်ငေါကြီးနဲ့ကျောင်းပရက်တွေဘာတွေရုံးပရက်မှာလူငယ်တွေလာပြီးတော့မှဒီအလောင်းလာကြည့်ပြီးတော့မှကြော်စားလို့မရကင်စားလို့မရဖုတ်စားလို့မရတဲ့လူတွေအလောင်းကြီးဘာမှလုပ်မရဘူးပုံစပင်းရမနေလို့ရတယ်ဘာလို့ကြလဲမြေဆန်းဆန်းဆန်းနဲ့အလေးပြုတယ်ဒီလောင်းအခုထိဘီယန်နယ်ကိုလာတဲ့နိုင်ငံခြားအဲ့ဒါတွေအလုံးလာလေးပြုတယ်ဒီလောင်းကိုပြုတာဘာကြောင့်လဲမျက်နှာမှုတန်ဖို့ကြောင့်ဒီအလောင်းကိုမျက်နှိုးတာအလောင်းကောင်မဟုတ်ဘူးနှလုံးသားတွေကမျက်နှိုးနေတာမမြင်ရဘူးတာအော်ကိုချီမင်းဆိုတာသူလားဘီယန်နိုင်ငံကြီးဖွတ်ဖွတ်ညံ့ညံ့ကြည့်အောင်အမေရိကန်တိုက်တော်ခံခဲ့ရတယ်ပြန်တွန်းမှန်တယ်ဂျပန်စော်ကားတာခံရတယ်ပြန်တွန်းမှန်တယ်ပြင်သစ်ကဗိုလ်ကြတာခံရတယ်ပြန်ချတယ်ဒီကောင်နိုင်ငံတွေဒီနိုင်ငံတွေဟိုချီမင်းမိမ့်မယူဘူးချစ်သူရှိရသားနဲ့ချစ်သူကိုဆွတ်လွှတ်ပြီးတော့နိုင်ငံလွတ်လပ်ရေးအတွက်ကြိုးပမ်းလိုက်တာတက်ကြီးတဲ့ခါတက်တယ်လွန်သွားတော့အိမ်တော်လုံးပြတော့ပဲနဲ့လူပြိုကြီးဘဝနဲ့ပဲသူ့ကိုတမနာတင်နှောက်လိုက်တယ်တမနာနန်းတော်ကြီးဆောက်ပေးထားတယ်မနေဘဲနဲ့တမနာနန်းတော်ခြံဝင်းထဲကဟိုတောက်မှာသွမိုးပြင်ကာပြင်ကင်းသုံးပင်နှခမ်းအိမ်လေးဆောက်ပြီးနေတယ်ငါတယောက်တည်းမလို့ဘူးဒီနန်းတော်ကြီးတဲ့ဧည့်သည်လာရင်တွေ့ဖို့ထားလိုက်တယ်ဟာတကယ်ဗုဒ္ဓဘာသာတန်ခါတော်တချို့ဒီလေအဲ့တဲမယ်နော်ကြောင်းကြီးဆောက်ပြီးတော့ခြံတော့မှာတင်းလင်းနေဘုန်းကြီးတွေ့ဘူးတယ်ဖေရတပည့်တော်လေတွေ့ဘူးလို့ပြောတာဟိုချင်းမင်းဒီလိုပုံကမျိုးစောက်တွေထားဂရင်လေးတစ်လုံးဆိုရပြီလေဟာတမနာကြီးမော်တော်ကားစီးပါတမနာဆိုတာကားနဲ့ဗာနဲ့ငါအိမ်ကနေနန်းတော်ရုံးတက်တာမင်းကလေနှစ်ဖောင်လုံးရှိတာတဲ့လမ်းချောင်းချောင်းမဲ့စပိန်လေးနဲ့ကောင်းတယ်ငါညောင်းညာပြေတယ်ဘာလို့ကားလုံးမှလဲခြံဝင်းတော့ဒီခြံဝင်းတော့အပိုးတွေလုံးမနေနဲ့ဩဒီလိုရေးတယ်မလားညက်ပဲရုပ်ရှင်ပြဆက်နဲ့အဲ့တော့ TV မပေါ်သေးဘူးရုပ်ရှင်ပြတဲ့စက်ကလေးတော့ပေါ်နေပြီတမနာကြီးအပြင်းပြေအောင်ရုပ်ရှင်ပြတဲ့ခါကျရင်တယောက်တည်းပြင်းလို့ဆိုပြီးတော့မှတမနာနန်းတော်တွေကဝန်တန်းတွေတန်ရှင်းရေးဝန်တန်းညက်ရိတ်တဲ့မာလီပါညာအကုန်ပေါ့ဗျာအဝတ်ချော်တဲ့ဗမာတွေပါတော့ခလေးတွေသားသမီးတွေတူတွေအကုန်လာကြဟေးဝန်တန်းတွေအောက်ခြေဝန်တန်းတွေညဆောင်ခလေးတွေရောအကုန်လာကြဘဘကြီးနဲ့ရုပ်ရှင်ကြည့်မယ်အိမ်မှာခလေးတုပ်ကြီးနဲ့တမနာကြီးအလဲမှာဟေးသားတို့ဘာညာနဲ့လူတွေတုတ်ကြည့်ပြီးတော့မြေဝဲရတယ်ဒီနေ့တမနာကြီးဟိုချီမင်းသေတော့တပီလုံးပါဖြစ်ပြီလေသေတာကိုရေဒီယိုကကြေညာတာတက်စီတွေအကုန်လုံးလမ်းမထွက်ပြီးငိုတာတဲ့ထူးဆန်းတယ်နော်အစိုးရကငိုဟလို့ပြောတော့မဟုတ်ဘူးနော်တတိကျင်ညာတာနဲ့မောင်းနေတန်းလန်းနဲ့လမ်းပြေးဆွဲချပြီးတော့မှငိုလိုက်ကြတာတဲ့ရိုးလိုက်တာကိုကျိုးဆွန့်လိုက်တာကပေးလည်းမစီတိုက်ဆော့ပြီးတော့လည်းမနေစပိန်နဲ့ယုံသွား
အကြိုက်ဆုံးဟင်းစရာဘာလဲတမလာကြီးမေးတော့ငါအကြိုက်ဆုံးကတော့စံပြုံးနဲ့ညှစ်တယ်သူကသူညှစ်ကိုကြိုက်တယ်ကဲကွာပါဟိုမှာသားနဲ့ဆိုတာကျွန်တော်စိတ်ကတိုးလာပြီပြောရင်းနဲ့ကိုယ်တည်းကျွန်တော်ပုံတော့တပြည့်တော့အဲ့ချစ်တယ်တပြည့်တော့ဟိုချီမင်းဒီတပြည့်တော့နိုင်ငံခေါင်းဆောင်ဖွဲ့ဘူးဒါပေမဲ့တပြည့်တော့ချစ်တယ်ကဲကြည်ညိုလာသိလားသူ့ဘီယန်နဲ့လေကျွန်တော်လည်းပါဆိုင်လေကျွန်တော်လူမျိုးမဟုတ်ဘူးလေသူ့ဘောဓဘာသာမဟုတ်ဘူးလေဗျာတပြည့်တော့သူ့ကြည်ညိုနေတယ်ကဲဤပနိုင်ငံတပြည့်တော့ကောင်ကကြည်ညိုနေတာသူ့ဒီအလောင်းယူကြည့်ပြီးတော့လေးစားလိုက်တာသူ့နိုင်ငံသားတွေမပြောနဲ့တော့သူတို့ဘာလုပ်တာလဲဘာတန်ဖိုးကြောင့်လဲ sentimental ပဲလို့ညှက်လို့တာဗျာဒီလိုလူမျိုးကိုကျင်တရားကောင်းတဲ့သမဏကြီးလူငယ်လေးတွေចောင်းသားလေးတွေကတို့ကြီးလိုက်အဲ့လိုနေပဲဒီတန်ဖိုးကလူတွေစိတ်ကိုပြောင်းလဲပေးတယ်နော်တန်ဖိုး၃မျိုးမှာစိတ်ကိုပြောင်းတာအဲ့တတိယတန်ဖိုး sentimental ပဲလို့ညှက်လို့တန်ဖိုးညှက်လို့တဲ့တန်ဖိုးကပြောင်းတာငါတို့ကြီးလိုက်ရင်သမဏကြီးဟိုချီမင်းတို့ငါတို့ကိုရိုးစွန့်နေတယ်တိုင်းပြည်နဲ့လူလူတွေနင်းလာခံနေတယ်သမဏရဲ့လိုမမနာမရှိဘဲနဲ့ကလေးတွေနဲ့တယုံယုံရုပ်ရှင်ကြည့်တယ်လို့ငါညွန်ကျုပ်ဖြစ်ပါကျုပ်ဖြစ်ကုမ္ပဏီမှာမန်နေဂျာပေါ့ထွေးမန်နေဂျာဖြစ်ငါအောက်ခြေဝန်ထမ်းရဲ့သားတွေသမီးတွေကလေးတွေနဲ့တရောတင်းတင်းငါဝန်ထမ်းလေးတွေနဲ့ငါအတူတူပြောရွှင်တူနေမယ်ငါမန်နေမာနတွေငါဖယ်ထားမယ်ဆိုတဲ့စိတ်မျိုးလူငယ်ကြီးနေဖြစ်ကြတာဒါမျိုးကောင်းလိုက်တာဒီလိုလူမျိုးတို့အလေးပြုနေကြတာငါတို့ကြီးနေအဲ့လိုနေမယ်ဟာလူတွေနှလုံးသားကိုပြောင်းလဲပေးနေတာဘာပြောင်းလဲပေးနေတာလဲ sentimental value လို့ခေါ်တဲ့မျက်နှိုးတွေ့တာသောတန်ဖိုးကသူတို့ပြောင်းပေးတာလူကအဲ့တတ္တရတန်ဖိုးပြက်ချင်တိရစ္ဆာန်ဖြစ်တယ်မမျက်နှိုးတော့ဘယ်တော့မှတောင်းမထားတော့ဘူးလေဘုရားဆောင်တောင်းတော့မှထွေးဟာတိရစ္ဆာန်ဘောအဲ့ဒါဘုရားဆောင်ကဟာမျိုးဖဲပြတာတိရစ္ဆာန်တွေဖဲပြတာပြောတယ်ဖောင်းနေဖြစ်ကုန်မယ်ကျွန်တော်မလုပ်နိုင်ဘူးမလုပ်ဘူးလားခင်ဗျားတို့သူ့ပုံကဘုရားဆောင်ပုံကဘာတန်ဖိုးလဲ sentimental value မဖြစ်ရဘူးအဲ့ဒါကိုကြည့်ပြီးတော့ခင်ဗျားတို့ပတ်စံလို့လဲတန်ဖိုးမရှိအညာသားမေယိုကားနဲ့ဥဖာတော်စုသားဘုန်းကြီးကျောင်းသားဥတော်ပိတာကျောင်းကတက်လာတဲ့နတ်မောက်သားကဘာလို့ရလို့လဲပတ်စံမှာပတ်စံတန်ဖိုးအိတ်ချင်းပဲလူရေရတောက်လို့ရတယ်ဘီယာဖောက်တောက်လို့ရတယ်ဒိန်ကျင်တောက်လို့ရတယ်ကြက်စီတွေမျိုးစားလို့ရတယ်အောင်ဆန်းတက်ပုံမလုပ်မရဘူးတကယ်တော့အောင်ဆန်းကြီးရုပ်ကြီးထူထားတယ်ဘာလို့ရလို့လဲကျွန်တော်ကြော်စားလို့မရဘူးကင်စားလို့မရဘူးဘာတန်ဖိုးလဲသူကဟာတို့အမျိုးသားကောင်းဆောင်ဘုံကျုံဆန်း33နှစ်မပြည့်ခင်မနေ့ကပို့ဗျာတွေ့ရင်လည်းလဲနေတဲ့နိုင်ငံကောင်းဆောင်ဟာဘုံကျုံဆန်းကြီးချစ်လို့လူကလေးချက်ချင်းစိတ်ပေါင်းပါပြီလားအေးရိုးတဲ့လူကြီးကိုကျင်တရားကောင်းတဲ့လူကြီးဟာမမနာမရှိရုံးဆင်းလာတယ်ဖိုက်ကြီးပိုက်လို့ညနေ9 နာရီကျော်နေပြီထမင်းရစားပြီးကားထိုးရထားတယ်ကားထိုင်မှာကြည့်တော့မတွေ့ဘူးတက်တော်ဆောင်ကတော့ရက်နေတယ်ဘို့ထွန်းလာပြောထွန်းလာတို့ပြန်ကြဆိုငါဘိုက်စားပြီးကွာအိမ်ပြန်အောင်ဘို့ကျုပ်ကျွန်တော်မပြောချင်ဘူးဘို့ကျုပ်ဟိုကောင်ဆွဲထိုးပြီးတာလောက်ကထွက်လိုက်တော့ဘာတူလဲကွာကျော်စိန်ုံလာကြည့်အောင်ကားဒရိုင်မှာကားနောက်ပြီးထဲမှာအိတ်နေတယ်အရက်မူးပြီးတော့ခင်ဗျားတို့နတ်မောက်သားလာပြီးမော့ကြီးငုံကြည့်ရတာဟာဟေ့ကျော်စိန်ဟာတားတောက်ထားပါလားမူးမင်းအရက်ဆိုထောင်းထားနေမလားဟာလေမျက်နှာကြီးပြုံးဖြစ်သွားတယ်တဲ့နိုင်ငံတော်အကြီးအကဲဘုံချုပ်ကသူ့ထက်မှလူကမရှိဘူးနော်သူနံပါတ်1သူ့ကားမောင်းတဲ့ကောင်ကတက်ကြက်ပဲရှိတယ်3ရက်ပဲရှိတာဘိုးတော်မဟုတ်ဘူးဟာစိတ်မဆိုးတဲ့အပြင်ဒီကောင်တအားတောက်တယ်ထင်တယ်ကွာထွန်းလာတယ်ဘိုးထွန်းလာတက်တော်ဆောင်ဘိုးထွန်းလာပြည့်စုံပေါ့နော်အထူးကိုရအရာရှိဒါလေးပါတော့ဒီကောင်လေးလင်မယားအစင်မပြေလို့တကြက်ဖြစ်နေတာငါကြားတာကြားပြီတဲ့မိမအလုံးမရှိသူ့လာတာမိကိုစားနေတာကလေး3-4ယောက်နဲ့ဒီကောင်လေးဖတ်တီနဲ့အစင်မပြေတော့တကြက်ဖြစ်တော့ဒီကောင်စိတ်ညစ်ပြီးတော့နည်းနည်းပါပါတစ်ပက်နှစ်ပက်တောက်တာမင်းငါသိတယ်ငါယောက်ျားချင်းနဲ့နည်းနည်းရမသိအောင်ဆောင်နေတာဒီကောင်ကောင်းမောင်းရင်နဲ့အနေမရှိပါဘူးဆိုပြီးတော့တဲ့ဒီနေ့တော့ဒီကောင်မနေ့ကညအကြေးကျန်ရဖြစ်တယ်ကြားတယ်ကွာတဲ့စားဝတ်နေရေးဘာဖြစ်တယ်လဲမသိဘူးလင်မယား2ယောက်စိတ်ညစ်ရှာတယ်ထင်ပါရဲ့ခေါင်းဆောင်ရဲ့စကားမှာရှာပါတယ်ကလေးကတောက်ကလေးဂိူနာရတောက်ပေးနေတာဒီကောင်မနေ့ကတော့တော်တော်လေးစိတ်ညစ်ရှာတယ်ထင်တယ်ကွာတဲ့ဒီကောင်အကြေးကျတောက်ထားပြီးတော့မင်းမနှိုးတော့တဲ့ကောင်မှောက်ရမင်းအဆောင်ရအတောက်ထားလို့ပေါ့တဲ့အေးဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတော့ဟေ့ထွန်းလာဒီကောင်အရေးယူနေတယ်တော်လားမင်းကားမုန်းလို့ဖြစ်လာတယ်တတိနေထားဖို့ပြေးဆိုဖြစ်ပါတယ်ဘိုးချုပ်တယ်မင်းဖြစ်ရင်မောင်းလိုက်လေကွာတဲ့ချင်းမရမယ်ငှက်ချလိုက်သမ်းပါကွာတနာပါလေအဲ့ခင်ဗျာလေးမူးလို့အိတ်နေချတာကွာတဲ့ကိုလှုပ်ရှင်ခံရမဲ့ကောင်လေးမလှုပ်ပါနဲ့တို့သွားကြစို့ကျွန်တော်ဖိုင်ရင်တန်းလာနေဟာအကြီးကနာကောက်ကုံ6ပါးနဲ့ညီလိုက်တာကိုလက်နဲ့ခြေပလိုက်ရင်အမှောင်ဖြစ်ပြီးကျေသွားမဲ့ကောင်တက်ကြက်လောက်ကောင်ကဘိုလ်ချုပ်ကိုလာလို့နေတဲ့ကောင်မျိုးထောက်ခြေပလိုက်ကျေသွားမဲ့ကောင်လေးတယောက်စိတ်မဆိုးတဲ့အပြင်သဘောထားကြီးနဲ့မင်းကွာအချင်းချင်းကွာတဲ့မင်းမောင်းလို့ဖြစ်မောင်းလိုက်ပါတနာပါလေသူခင်ဗျာရမယ်ထင်သလားတာမန်ဘိုးကြီးတော့မှဟင်စစ်သားတယောက်မှားကြည့်ပါလားပြောင်းဟာပြောင်းလာမှာခုကလာပုဂ္ဂိုလ်များကစဉ်းစားကြည့်နော်ဟာအဲ့ဒါတွေကျွန်တော်တို့ဖတ်ထားတော့ဘာဖြစ်တာလဲကျွန်တော်တို့သူအဲ့တန်ဖိုးဝင်တာစန်တီမင်နယ်ပဲလို့အဲ့လိုဝင်နေတာညတို့တွေ့တဲ့တန်ဖိုးကအဲ့ဒီကျမှဝင်တာသူ့ဓာတ်ပုံကြည့်ပြီးဝင်နေတာအဲ့တန်ဖိုးကြောင့်ဝင်နေတာဟာအေးတကယ်လူရိုးကြီးကွာမမနာမရှိငကြီးနိုင်ငယ်ချင်းမလို့ဟာဟေးဥပါတော်ဆုသားကျွန်တော်တနာနေတာမလား
ဟာတကယ်လူပဲကွာလို့ချစ်လိုက်ရတာကျွန်တော်တို့ကအဲ့ဒီတန်ဖိုးတွေကကျွန်တော်တို့စိတ်ကိုပြောင်းလဲပေးတာလူငယ်တွေကအဲ့ဒါကြီးရင်တန်းလန်းနေဘုံကြောင့်စပုံလေးတွေကြီးတာဟာဒါဖြစ်လာတာတို့ကြီးလိုက်ရင်သူ့လိုကိုကျင်တရားကောင်းကျင်တယ်မင်းမကိစ္စမရှုပ်ဘူးတယောက်သေးပဲလေသူကဘုံကြောင့်စပုံသာထားလို့လားဟာပြောရရင်အေးလေမင်းငါထားလို့လားလို့ကဲဟာလားမဟုတ်ဘူးလေတွေ့ပါလားဒီလိုအဲ့လိုတန်ဖိုးများကဘာမှမစွန့်လို့နိုင်ဘူးပိုင်ဆိုင်တဲ့အိမ်လေးကတာမန်အိမ်လေးပေါက်စာလေးပိုင်ဆိုင်တဲ့ပတ်စံလေးကလက်ဆက်ကြောင်းဖြစ်လို့မကြီးနိုင်ဘူးရှင်ဖျားကနန်းတော်ကိုပိုင်မဲ့လူတုတ်တော်သနာရဲ့သားမေတော်မာယာရဲ့သားဂေါရမီရဲ့မိထွေးတော်ဂေါရမီရဲ့နောက်ထပ်မွေးစားတဲ့သားရတော်တရားရဲ့ခင်ပွန်းရဟုလာရဲ့အဖေနွေရာသီစံအိမ်မိုးရာသီစံအိမ်ဆောင်းရာသီစံအိမ်စံအိမ်သုံးရနေတဲ့လူကြီးကြိုက်တဲ့မိမနဲ့ပျော်ပါလို့ရတဲ့နန်းတော်ထဲမှာဘရင်သားအဖေသိရင်ဘရင်ဖြစ်ဖို့ကျင်းနေပေါ့ရှိတဲ့လူမဲရွေးစရာမလိုဤလေပြောရင်ကြိုတင်မဲမလိုအော်တိုမက်တစ်ဖြစ်မဲ့လူအဲ့ဒါကြီးကနန်းတော်နဲ့မိမနဲ့စီးစိမ်ဥစ္စာတွေအကုန်လုံးကြောခိုင်းပြီးတော့လူတယောက်နဲ့မြင်းတဲ့ကောင်နဲ့ရှင်ဘုရားတောထွက်ပြီးတော့ကစုံလားပြည့်နေမှာဘုရားဖြစ်တာဒုက္ခရစရိယာ6နှစ်ကျင်နေတယ်မရဘူးပြီးတော့မှကစုံလားပြည့်နေတညသားမှာရှင်ဘုရားဖြစ်တယ်လို့ကြားဘူးတယ်ဘုရား29နှစ်မှာတောထွက်တယ်6နှစ်ဒုက္ခစရိယာကျင့်တယ်35နှစ်ပြည့်တဲ့နေ့ညမှာမဟာဗောဓိပင်ရဲ့အောက်မှာရွှေပလင်ကြီးညမှာဟာလားမြက်ဖြာကြီးခင်းပြီးတော့မြက်ထန်းသမားလေးကလှူတဲ့ဟာလေးကိုကျဲလိုက်တာ14တောင်အကျဲတချင်းဆိုတယ်ကျွန်တော်တို့ကမဟာဗောဓိပင်နဲ့တလန်ကွာပါသည်ဗောဓိပင်ကြီးပေါ့မြက်တွေခင်းထားတာပေါ့တလန်ကွာတလန်တာပေါ့ဟာလားမြက်ပလင်အဝိုင်းကြီး14တောင်ကျဲတယ်ဆက်ကဲပေါ့နော်အချင်းမဟာဗောဓိပင်နဲ့တလန်ကွာပါသည်စัจ java လာငြိမ်သက်လို့မျက်ရှိစုပ်ကျဲတော်မူလေပြီသိကောင်းတာ14တောင်ကျယ်ဝင်းပါတဲ့ပလင်တော်ပေါ်ထွန်းလာသည်ဖျားမဖြစ်သမျှငါမထတော်ပြီဟုလုံလဥဒ္ဒါစုံကြီးဘောဒီပင်ရွှေပလင်ကြီးထဝဲဖွဲ့ခွေစံနေတော်မူသည်ဘဂဝါစိနှရှင်သည်တဏှာရှိသမျှဆင်တော်မူသည်အပရာဇိတပလင်ကိုတဲ့အောင်မြင်တော်မူသည်ဘဂဝါစိနှရှင်သည်တဏှာရှိသမျှဆင်တော်မူသည်အပရာဇိတပလင်ကိုတဲ့အောင်မြင်တော်မူသည်ရှင်ဘုရားတဏှာရှိသမျှဆင်နေတဲ့တပည့်တော်တို့ကအထွတ်ထွေးအပတ်အလုံးလုံးအခက်ခဲအညင်ညင်အညံ့ညံ့နေနဲ့ရှင်ဘုရားဟိုတပည့်တော်ကတော့ဒီနေ့ကစပြီးတပည့်တော်တီလာကိုတစ်ထက်တိပို့ပြီးခိုင်မအောင်လုံညုံတပည့်တော်ထိမ့်သိမ့်မလို့ကျွန်တော်တို့စိတ်ကို तू ကပြောင်းပေးနေတာစပင်းရမပြောင်းပေးဘူးခင်ဗျားတို့မော်တော်ဆိုင်ကမပြောင်းဘူးညီဒင်းကြီးမပြောင်းဘူးသိထားကြည့်ဦးရေကတက်တာမပြောင်းပေးဘူးခင်ဗျာဘယ်တော့မပြောင်းဘူးလူတွေသုံးနေတဲ့သုံးဆောင်ပစ္စည်းနာရီတွေထီးတွေဖက်နှက်တွေဘောင်းမီတွေတီရှပ်တွေကကျွန်တော်တို့စိတ်ကိုဘယ်တော့မှမပြောင်းပေးဘူးပတ်စံမပြောင်းဘာပြောင်းလာကျွန်တော် sentimental value လို့ခေါ်တဲ့မျက်နှိုးစရာကောင်းတဲ့အရာတွေကပြောင်းလာဘယ်ကြောင့်ဆန်းဟာနေလို့မလုံခြုံဘူးဟာတို့ကိုကျင်တရားကောင်းတယ်ငါတော့ဟာပြောင်းနေတော့ကျွန်တော်တို့တန်ဖိုးထားရတဲ့အရာတွေအများကြီးရှိပါတယ်ဘယ်ကြောင့်မစားပါမှာပေါ့ခေါင်းမိုင်မဆော့ဖျားပါမှာပေါ့ရှင်စနကပြုတ်လာလည်းပါမှာပေါ့ဟိုချီမြဲပါမှာပေါ့မန္တမကန်ဒီပါမှာပေါ့ရုပ်စွာဆုံးအမေနဲ့အဖေလည်းပါနေတာပေါ့ဆရာဒါကျွန်တော်မေမေနဲ့ဖေဖေရဲ့ပုံဖေဆုံးသွားတာတော့ဆရာရဲ့15နှစ်လောက်ရှိပြီဖေသမီးကျွန်တော်တို့မိသားစုကိုလေသူတက်တဲ့လက်သမားပညာလေးနဲ့ရှာကျွေးတာခက်ခဲတဲ့ငင်ကလေးနဲ့ဆုံးတာကျွန်တော်တို့အားလုံးဘွဲရစေချင်လိုက်တာကျွန်မဖေဆုံးတော့စကိန်းရပဲရှိတယ်မောင်လေးတွေကလေလူမမဲသေးဘူးပေါ့အဲ့ဒါကျွန်မအဲ့လိုလေးဝင်ပြီးတော့မောင်လေးဆက်ထားတော့ခုမှ10တန်း9တန်းပေါ့တက်တဲ့လူကတက်ပေါ့ခုချိန်ဖေရှိဆရာနဲ့ခင်မဆရာရဲ့ဖေတတိရလိုက်တာသမီးတို့ရိုင်းတာမထင်နဲ့ညီဖြစ်တက်ပုံမှလုပ်ရအောင်ကြော်စားလို့ရလို့လားသို့တော့ဘာတန်ဖို့လေ sentimental value အဖေတတိယဖေရှိရင်ပျော်မဆရာနဲ့ခင်မဖေစဖတ်တေဝနာပါလားခုတော့ဖေဆုံးတော့15နှစ်14နှစ်ရှိဆရာရဲ့မြေတွေဆန်းနဲ့လူအားလို့ဖြစ်နေရတာဒါသမီးတို့မေမေပုံပေါ်ဆရာမေမေကလည်းအဲ့လိုပဲလေကျွန်တော်တို့ဈေးတောင်းဝယ်ပြီးကျွေးရတာဆရာရဲ့လူတွေမှာအဲ့တန်ဖိုးရှိတယ်နော်တိရစ္ဆာန်နဲ့ကြွားချတယ်နော်ဖေတိရစ္ဆာန်တွေမှာအဲ့မျက်နှိုးတွေ့တာတော့တန်ဖိုးမရှိဘူးတိရစ္ဆာန်များမှာမျက်နှိုးတွေ့တာတော့တန်ဖိုးမရှိဘူးသမီးတို့နားနဲ့မနာဖွားနဲ့နာခွေးချင်းတွေ့ခွေးမနဲ့ခွေးတီတွေ့သူတို့ကိစ္စဝိဆပြီးရင်မျက်နှိုးတွေ့တာမနေဘူးထွက်သွားတာပဲဒီပြောတော့လူကြတော့မဟုတ်ဘူးမလားမဟုတ်ဘူးလေလူကြတော့မဟုတ်ဘူးတပ်ပုံလေးကြိုင်ပြီးလာပြတာဆရာအမေကောင်လေးတကောင်ဖိုးခက်မှတွေ့တာဆရာဒါတပ်ပုံလေးတွေလားဆရာဒါကျွန်တော်ဇနီးသူကတခါကလေးတွေကြောင်းပိတ်ရင်ဖိုးခက်မှလာပြီးကျွန်တော်နဲ့လိုက်ဝိုင်းကူတဲ့ဆိုင်မှာအလုပ်ကျောင်းနေဖွင့်ရင်ပြန်သွားတယ်ဆရာ तू ကကလေးမှနေတာဖိုးနဲ့ဖွားနဲ့သမီးလေးကကျောင်းထားတာဟုတ်ဆရာရဲ့ကျောင်းပိတ်ရင်ကျွန်တော်ကလေးကိုခေါ်ထားတယ်ဖိုးခက်ကိုခေါ်ထားတယ်ပေါ့မိုးရင်းကြလို့ကျောင်းပြန်ဖွင့်မယ်ဆိုသူ့အမေနဲ့ပြန်ပို့လိုက်ပြီဆရာရဲ့အဲ့ဒါတနေ့နေမှတခါသူတော့ခေါ်တာကျွန်တော်ကဒီမှာဆိုင်မှာရုံးကန်ပြီးတော့ကျွန်တော်ကဒီစားတော့ဆိုင်မှာလုပ်ရတာဆရာရဲ့ငွေပို့တာဆရာဒါကျွန်တော်သားလေးဆရာဒီနေ့ဆိုဆရာလေးနဲ့တက်မှာဆရာဒါသမီးအခုမှဟိုနေပေါ့မူကြိုတက်နေတာဆရာအဲ့ဒါကျွန်တော်လည်းမတူပါဆရာတတိယလိုက်တာဆရာရဲ့ကျွန်တော်ဇနီးရောဆရာမြေဆန်းနဲ့အဲ့ဒါဘာတန်ဖို့တွေလဲ sentimental value အဲ့ဒီဓာတ်ပုံကြော်စားလို့ရလို့လား
你都想我表妹想我呢没嘞？我想没嘞，见啥路呀路啦？都路大的嘛，把单不是的嘞，sentiment 的白路。是啊，就那今天我来把你收到没？就那边比咯，个来个边我们下，个来边门的下，阳光的联系把心呢，就我来把不赢的就那，但是把来我们等你就装备去咯。啊，等一下路，路的嘛，啊你单不面个路人家对没多，大的我们就是啦。就那路不上坡嘛，人路对大多单不，偏偏得给多，就路眼的哈。都差单不的，三个闹来干闹来比咯，人路对大没路的有没的，但现在过了没有没，我骗你呢，朋友，马西车路票有没？过年呀，啥地方来讲些有没？过年你在过去都没，对了嘛，表吧。人路对大多单不啊，路亲戚嘛他的，那你那一里几表你啦？OK，3个minute。那天人路对大多单不，是的嘞，巴来的啦。啊，路边伢别西伢的，忙什么不离工业的个别，可能我见到我老要来西没听啦，就那我见300包路话办嘛的，拉萨的嘞，没家务闹你啦，米路，don't get in 的钱我交啥路呀啦？交啥路呀？don't get in 乱摸的钱标到路呀的啦，推年的钱呢，看路到啥路呀的啦？都，个别路我出路的钱路嘛，把单不是的嘞，人路对大了，把讲了对啦。这个标来背路，三年春运啊，就为了这喏，我带娘大姨哩，那看你那月路收下比，三年底得交的，都打猎了，不打春运，要么3年底的，都也过夜谈你的钱家人，忙到就要的厉害了，过夜谈家务了，你说路眼的呀，很好是带出路，哪场就用3年的嘛呢，地边来哩，要的厉害的钱，因处理问题的呢，当娃一呢，没有几标记么你的，三年春运。多呀他尼嘛，哦，埃里个啥，路皮亚的过不去呢，过得远，俺你就生你端，啊，跑里面呢，个啥个叫表炫，没难不行，个啥地米多呀有啊个，ben，刚唱多的，地边哪里了？哈，买下一道个不要背的，三那春运，哈，俺啥地的里来了，姑娘哥，internet。讲来的，都得要摆家嘛不追的，但啥啥呢？个不话嘛边，因为要路那边多，几那边不，多有话嘛，表边没来，表呀嘛么呢？人家嘛表的，么你要你的，蛮来表的要你的扑克，嘛扑啦，木头怕的呀，讲到这个表面了，对啦，婆婆，这边都是哪里送个你吧有票，嘛送个人哩，啥边搞边子，但不讲表你吧的。不是咩嘛？哦，3本撇的，但不撇的，人路对大的但不撇的，老板嘛但不都有西吧的，不是，1000白路，可能来啦，state 的嘛讲来比如，你路的东南的公路，那是米的公，你个米出来了，但东侧但不，啊公路不，提的拍的公路，好了，东亚搞的西亚，use 白路，这个讲来比如，这里也但不讲来比你啦，把但不嘞，sentiment 的白路，人路对大的但不，那就老板路没有。ဖျားပုံကြီးဟာစိတ်ကိုပြောင်းပေးတယ်ရှင်ပြပြီးတော့ဒီနှစ်ကစပြီးတော့နောက်နှစ်မှာပြောင်းတယ်ဘုံကြောင့်ဆန်းကျွန်တော်တို့ကိုကျင်တရားမကောင်းလို့ဟိုချီမင်းဟာဟိုချီမင်းတမလိုက်ဟိုချီမင်းကျွန်တော်ဖေဖေကျွန်တော်တို့ဒူးဆိုင်တာဖေဖေတမမအောင်စိတ်ချဖေဖေတို့ဘောတပါးပြောင်းမှဆုံးမစကားတွေဒီနေ့ TV စားလို့ကြိုးစားနေရဖေဖေမမေဖို့ဖွာဖြစ်တယ်လေသူကလူတွေကကျွန်တော်တို့ကို sentiment နဲ့ပဲလူပေးတယ်နှစ်အနုပညာပစ္စည်းများကလည်းဗာပေးတယ်လေsentiment နဲ့ပဲလူပေးတယ်တချင်းနေပေါ့ဗျာဟုတ်လားကြိုက်တယ်ဒီရှင်ဟာဒီကြပြကြိုက်တယ်ဟာဒီဝတ္ထုဟာအဲ့ဒါတွေကစိတ်ကိုပြောင်းပေးတာကျွန်တော်တို့ပတ်စံပေးပြီးတော့မင်းတို့ငငယ်တုန်းကတက်ခဲ့တဲ့မူလတန်းကျောင်းလေးကိုလွမ်းလို့လုပ်လို့မရဘူးတံပေါက်ကျွေးပြီးတော့မင်းတို့ရွာမူလတန်းကျောင်းလေးကိုလွမ်းလို့လုပ်လို့မရဘူးတွန်းလက်နေအောင်ဖွင့်ပေးလိုက်ကျွေးပြီးတကောင်ခေါင်းလောင်းတန်းညံ့ညံ့ပေးတဲ့ရွာကျောင်းကိုပြင်းပြင်းမြင်တတိယနေတဲ့တငယ်ချင်းရေတို့များငငယ်တုန်းကရွာဝင်လန်းစီကနေကျွေးသေးတော့အိမ်မှာအဲ့ကောင်တဲ့ရလက်တယ်တော့မှာငိုပြီးမင်းမမင်းဘောကျုပ်ဖြစ်ညွန်ကျုပ်ဖြစ်ဘာဖြစ်ဆရာဝန်ဖြစ်အထူးကိုသမားတော်မကားလို့ဘာဖြစ်မေးဘေးခွေးသားတွေမင်းတို့အကုန်လုံးငါတို့အကုန်လုံးအဲ့ဒီရွာထိတ်ကခေါင်းလောင်းတန်နေအဲ့ကြောင်တက်လာတာမင်းတို့ဘောမမေ့နဲ့အဲ့ဒီချင်းတာပဲဟာကြွေးပြီးကျွန်တော်တို့စိတ်တွေပြောင်းလဲပေးတယ်နော်ဒုတိယပါတချင်းတွေကဂီတပေါ့နော်ဂီတဆိုအကုန်ပေါ့အလူပညာကဘာတွေအကုန်ပါတာပေါ့တတိယဒါပြီးပြီးကျွန်တော်တဘာဝပတ်ဝန်းကျင်ရင်းမြေတောတောင်များသည်လေလက်တွေဘာမှလုပ်လို့မရဘူးနေ့နေနဲ့လာတာတဲ့ညာကြီးဟာဘတော့ပဒီနဲ့ချယ်ရီတွေနဲ့ကြော်စားလို့ရလို့လားအေးကြီးစီးနေတယ်ပြုတ်တော့လို့ရလို့လား
ငါပလီကန်းကြီးလိုက်လေးတဖွေဖွေတဲတောင်လေးနေနဲ့ဟာဇင်အောင်ဖက်ကလေးနေနဲ့ဟာဘာလို့ရလဲငါပလီကန်းကြီးပေါ်ပါတောင်ကြီးနှင်းနေမှိုင်းလို့ဟလားဟာကြောက်တော့လှမ်းကြည့်တာကြောက်တော့ကနရောက်လို့ဟာဆွေးပြီကွာအင်းလေးကန်ကြီးဟာရှမ်းတောင်တန်းကြီးနေနဲ့နော်ဟာအေးဟောတကယ်လာတဲ့နေရာကွာဘာလို့ရလဲကဲအဲ့အင်းလေးကန်နဲ့တောင်ထဲကိုလှိမှဘာလို့ရကြောက်ဆောင်ရလို့ဘာလို့မရဘူးသို့တော့တဘောပတ်ဝန်းကျင်ရင်းမြေတောတောင်များဗာတန်ဖို့လေညနိုးတဲ့တန်ဖိုးရှိတယ်ဘာမှလုပ်မရဘူးစင်တီမီတာပဲလို့မိုက်တယ်ကွာဟဲ့ရှမ်းပြည်နယ်မှာအလှဆုံးနေရအင်းလေးနဲ့တောင်တန်းနေပဲကွာဟဲ့ရောမြစ်ဆုံကွာတန်ဖဲရွာအလွန်မိခမလိခဆုံတယ်အင်းခိုင်မွန်တောင်ကြီးနဲ့ကျွန်တော်တို့ရောက်တဲ့နေရာလေဟာနော်ဟာထုတ်ပမာနိုင်ငံအေးရောက်လေးရက်စာစီတာညောင်တုံးသားအထိတို့နိုင်ငံကိုအစဆုံးစီးပြီးတော့လေတွေသွားတင်းမောတွေသွားငါးရှာဖားစာလဲတွေကိုရေပေးတို့တိုင်းပြည်သားရဲ့လက်အလဲတက်တွေကသွားတဲ့အသက်သွေးကြိုးကြီးပကံခက်ကဆရှိတယ်မြစ်ကြီးကဘာတီးတွေကဆရှိတဲ့မြစ်ကြီးကိုချစ်လို့ကျွန်တော်တို့ဟဲ့မြစ်ကြီးဘယ်တော့မှမပြတ်နဲ့မခန်းနဲ့ဘာတမိုးတွေလေမျက်နှိုးတွေ့တာနေတာလူတွေအဲ့ဒါပြောင်းပေးတာရန်ကုန်တက်ဆိုလဲကျွန်တော်သွားတယ်ဘွန်နေတဲ့ပင်နဲ့တစ်ပုတ်ပင်ကြီးနဲ့နာခဲ့မှမလဲဘူးတစ်ပုတ်ပင်ကြီးမင်းတက်တန်း200 300ကျော်ပြီးပြောတယ်ဗိုလ်ချုပ်ဆန်းတို့လက်ထက်တည်းရရှိတဲ့အပင်ကြီးမှုန်နိုင်တိုက်တာမလဲသေးဘူးနော်တစ်ပုတ်ပင်ကြီးမင်းဘယ်တော့မှမလဲနဲ့ရန်ကုန်တက်ကတူကျောင်းကြီးရှိမှမင်းမလဲနဲ့ဒီချောင်းကြီးငါချစ်တယ်ကွာဘာလို့လဲဒီစပင်ဘာလို့ရလို့လဲမျက်နှိုးတွေ့တာတဲ့တန်ဖိုးတွေတလိษံတွေဟာအဲ့ဒီစိတ်မရှိဘူးအေးလေငါပလီကန်းကြီးကလိုင်းလေးတွေတက်လာတာကိုခွင်းတဲ့ကောင်ထိုင်ကြည့်ပြီးတော့ရှင်မကြီးလွမ်းနေကွာဦးလောက်မလားခွေးရတော့ဟာမလောက်ဘူးလေသူကမေခမလိကဆုံတဲ့မြစ်ဆုံလေးအင်းခိုင်မွန်တောင်တန်းနဲ့ကချင်ပြည်နယ်နဲ့လှလိုက်တာကွာဆိုပြီးနွားနှကောင်ကလုံးမလားဟိုမိမကြီးမလွမ်းဘူးလားဘွတ်ထွဲပဲလုံးမလဲ तू ကရောင်းစားဖို့ကြံတာနော်ဟုတ်တယ်မလားလူကလွမ်းနေတာချမ်းတာနိုင်လေးချီနေမလေးကွက်တိပဲငါမလို့သေးတယ်ကြားသေးတယ်ဘုံမလို့ဒီလိုအလင်းနဲ့၆တာဖေအလော30ပြောလို့မြန်နေတာနော်အေးစီတန်လိုက်ဘောတော့ပြောရင်ဒီကောင်နှစ်ယောက်တိတ်ကောင်းမယ်ဗျာအချိန်လူလိုက်ရကျွန်တော်တို့တော့တော့ပါနေတယ်သို့တော့စကားတော့ရောက်မယ်ထင်ပါရဲ့လာတာတဲ့ညတဲ့ညတစ်6ပင်ကြီးနဲ့လူတွေလွမ်းကြတယ်လေနိုင်စင်ထက်ကြီးနဲ့ကျွန်တော်လည်းဖြစ်တာပဲလေပေါ်ပတ်တောင်ပေါ်နေလှလိုက်တာတို့နိုင်ငံဒီရေဒီမြေဒီတော့တောင်နေငါချစ်တယ်ဂျပန်နေတဲ့ချယ်ရီဘန်ကိုကြည့်တာပဲဟလားကိုစမင်းခဏနဲ့ကျွန်တော်ကတစ်ခေါက်ရောက်သေးတယ်တိုကျိုမလေးထိုင်ကြည့်နေတာချယ်ရီဘန်ကိုမခုမစွတ်မဖြက်မချိုးမဖက်သွားကြည့်အောင်ကျွန်တော်ရောက်လို့ပြောနေတာထိုင်ကြည့်နေတာဟေးဘာဖြစ်တာလဲဗျာကျွန်တော်တို့ရဲ့နိုင်ငံရဲ့အမျိုးသားပန်းပဲဂျပန်နိုင်ငံနဲ့ချယ်ရီဘန်နဲ့ခွဲမရဘူးဆာကူရာ SAKURA ဆာကူရာနာမည်2မျိုးအတန်ထွက်တယ်နော်ဘယ်လိုထွက်တယ်ရတယ်ဆာကူရာဆရာဦးတချိုကြီးကျွန်တော်တို့ကချက်တီတွေပွင့်ရင်ဂျပန်တွေကအလုံးမလုပ်တော့ဘူးတက်ပြောင်ထိုင်ပြီးတော့မုတ်ပဲတေးစရာတွေနဲ့ဖြာလေးတွေခင်းပြီးတိုင်းနိုင်ငံလုံးထွက်ပြီးအလှကြည့်တာဘာဖြစ်လို့လဲဗျာလို့ तू က4-5ရက်နေပြီးရင်အကုန်ကျွေးတာချက်တီကျွေးတာလှတယ်ဆရာရဲ့နောက်တစ်နှစ်ပြန်ပွင့်ဖို့ကျွန်တော်တို့365ရက်ပြန်စောင့်ရတယ်နောက်တစ်နှစ် तू ကနောက်လာကြပွင့်မအောင်တတိယလို့ဆိုလို့မပွင့်ဘူးဆရာရဲ့တဲ့တစ်နှစ်ကြာတော့မှပြန်ပွင့်တော့ကျွန်တော်တို့နိုင်ငံအမျိုးသားပန်းလေးကတစ်နှစ်တစ်ခါပွင့်ပေးတာကိုကျွန်တော်တို့နောက်ရက်ပေါင်းများစွာရက်ပေါင်း300ကျော်မှမြင်ရပြန်ဘူးအဲ့ဒါနဲ့ကျွန်တော်အဝါကြည့်ကြတာဂျပန်မြေမှာဒီပန်းပွင့်နေဂျပန်နိုင်ငံတော်ကလှတယ်နှင်းနေကြတဲ့မှာကြောက်ဆောင်နေကြတဲ့မှာဒီရေဒီမြေတီမြတ်တွေကဘာလို့ချယ်တီတွေမညှိုးလို့ရဘူးကျွန်တော်တမျိုးတောင်လုံးချယ်တီချစ်တယ်ဆရာအမျိုးသားပန်းကြော်စားလို့ရလို့လားတပည့်တို့ကစဉ်းစားကြုံလေချယ်တီမဘာလို့စားလို့မရဘူးလေဘာတန်ဖို့လဲမျက်နှိုးတွေ့တာလားလူအိတ်စိတ်ရှိတယ်နော်ဖေတလိษံလောကကိုကြည့်ပါတဲ့ခွေးများကြောင်များကြွက်များနွားများသူတို့ကဗမာဆုံးတယ်လေအတုံးချလို့ရရင်ဆုံးတယ်အမဲရိုးချထားတယ်ခွေးနှကောင်ကိုလူစားတယ်ကောင်းတယ်အမဲရိုးကအတုံးချတန်ဖို့နွားတွေမျက်ကိုနှပ်ပတ်နဲ့နေထားတယ်စားတယ်ကောင်းတယ်အဲ့နှပ်ပတ်ဆင်းနေကြံဆုံးမယ်ဟာကောင်းတယ်ဟာမြောက်တွေငါပြောသီးထွက်စားမယ်ကောင်းတယ်ဟာတလိษံလောက်စိတ်ရှိတဲ့လူတွေကဘယ်ဟာအတုံးချလို့ရလဲနေရမရသွားတယ်တဲ့ဒါကိုဘယ်လောက်နဲ့ရောင်းရမလဲဒါမျိုးပေါ့နော်တားရီကိုတူးရောင်းရင်ဘယ်လောက်လောက်လဲရမလဲဒါကြမ်းတာညနိုးတွေ့တာတဲ့အဆင့်ကိုတက်မလာဘူးတဲ့လူသားများဟာတလိษံနေနဲ့ကြွာချနေခြင်းသည်သမီးတို့သားတို့ကျွန်တော်ပြောတာမယုံနဲ့နော်ပြန်ညင်းလို့ရတယ်ခင်ဗျားတို့ကျွန်တော်တစ်ချက်ချင်းထောက်ပြကျွန်တော်ပြန်ဖြေမယ်အဲ့ဒါကိုကဲလူနဲ့တလိษံနဲ့ကြွာချတာအဲ့နောက်ဆုံးကကြွာနေတာဘယ်တလိษံမှမမြတ်လို့လူတွေကြတော့အောင်ဆန်းတကယ်တော့မိုင်းကောရမန်နဲ့ဆော်ဖေးတမနာလင်ကွန်ဟိုချီမင်းกว่าဟေးအောင်ဒါဂန်ဒီကြီးกว่าဟေးအောင်အမပူမီဘောกว่าလူကခွေးတွေသူတို့ချင်းချင်းအဲ့လိုညံ့လို့တာရှိလားကောက်ကြားကြီးกว่าဂျိုတော်ကြီးกว่าဟာဘူရိုကြီးกว่าရောနော်မီရိုကြီးလေးသားတွေကမီရိုကြီးကြောင်ကြီးတို့မရှိဟုတ်ပြီနော်နှစ်အနုပညာပစ္စည်းများကိုလည်းလူသားများမြင်လို့တယ်ကိုစင်းကဗျာလေးကြိုက်တယ်ကျွန်တော်တို့ကတွေးရဲ့ရုပ်ရှင်ကားလေးခိုက်တယ်ဗျာထမမိုးသချင်းလေးမိုက်တယ်ဆရာငှက်ကြီးကျွေးတယ်ဗျာခွေးတွေနွားတွေကြောင်တွေဘယ်အနုပညာခံစားလဲတချင်းသားထောင်လို့လားခွေးတွေပြတ်ဆက်ကြည့်သလားနွားကဗျာဖတ်သလားကဲကြောင်တွေကတချင်းသားထောင်သလား no လူကလောက်တာတတိယ
တက်ပင်တွေတောတွေတောင်တွေမြစ်တွေပင်လေတွေလူတွေကလာလွမ်းကြတာလှလိုက်တဲ့ပင်လေလှလိုက်တဲ့အင်းလေးကန်ကြီးလှလိုက်တဲ့တောင်ကြီးကလုံးမျိုးရှုခင်းခိုက်တယ်ကွာဒီမနေကျင်တယ်ကွာဒီလိုမျိုးလေးလှတယ်ကွာလူသားတွေပဲပြန်လို့တာကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေအားလုံးပတ်စံကိုဘောကဘောကျောင်းဆန်ပစ်ပလိုက်တာဟာဘာလဲဆိုတော့မျက်နှိုးတွေ့တာတဲ့တန်ဖိုးကိုကျွန်တော်ဖြတ်ပလိုက်တာမင်းတို့မျက်နှိုးတွေဟာကိုရိုင်းပြောလိုက်အေးဘာဒါပဲထင်တယ်ဆိုလို့တဲ့သဘောပဲဗျာကျွန်တော်ပြောရင်မကောင်းတော့ဘူးစောင့်ရတော့ကတ်လာအောင်ပြောနေတယ်ဟုတ်တော့ကတော့ပါရဲ့ဗျာမင်းတို့မျက်နှိုးတွေကအဲ့ဒါလို့တဲ့သဘောပဲဖြစ်နေတယ်ဗျာဘယ်အရက်ကိုရောက်ဘယ်မှာနေနောက်ဆုံးစကားလေးကျွန်တော်မှာပြရသည်နောက်ဆုံးစကားဆိုတာဒီနေ့ပွဲကိုပြောတာနော်တမျိုးမတင်တော့ဟာကိုညီညီမတွေတိတ်ဝမ်းတာတိတ်ပျော်တာပဲသိလားရန်ကုန်လိုင်းကျွန်တော်တို့ဆက်သွယ်ပါဗျာကိုစိန်ဝင်းတို့ကျွန်တော်တို့ကအမြဲတမ်းကြိုးဆိုပါတယ်ထမင်းကျွေးရတကယ်အကောင်းမလားညီလေးတို့အချိန်မျိုးဆက်တယ်လေကျွန်တော်တို့ကကျွေးမွေးနိုင်တယ်ကျွန်တော်တို့ကဟာဆရာကျွန်တော်ရောက်နေပြီဗျာဟုတ်ကဲ့ကလာကြဟာထိုင်းရဆရာလာကြမှာစေတနာနဲ့ထားပြောကိုစိန်ဝင်းတို့ချွေးပေါက်ကိုကြာဘေးကတန်းလာသူတို့ကောင်ချွေးမထွက်ဘူးကျွန်တော်ဘေးကကြည့်နေသိလားဟိုက်မှာအစီးလိုက်တောင်းလိုက်ဘေးကကြည့်နေကျွန်တော်ဟာငေးကြည့်တန်းလာဟာအစီးလိုက်ကြည့်နေကြာနေတာကျွန်တော်ပြောလိုက်မယ်နော်ကျွန်တော်မွေးဆံမျက်နှာတော့ကျွန်တော်တော့မကြည့်ဘူးကျွန်တော်ကိုဘေးကကြည့်နေမျက်နှာကြည့်ပြီးတော့ဟာတနာနေတာဟာနီးဟဲပြီးတော့ကျွန်တော်တို့ညီကိုနှစ်ယောက်တက်ဆွမ်းသမျှအားပါပြောပါတယ်ကျွန်တော်ခေါင်းစဉ်လေးကလွယ်လေးပါလောကမှာတန်ဖိုး၃မျိုးရှိပါတယ်ကိုညီညီမတွေရောက်ရအရက်မှာတတိယပထမတန်ဖိုးဖြစ်တဲ့exchange value ငွေရပြီးပြီညီလို့မပြီးဘူးနော်ဖုံဆိုင်ကဲအင်ကြီးဘောင်း use value အသုံးချပစ္စည်းတွေညီလို့မပြီးဘူးနော်ညီလေးတို့မင်းတို့ရင်ထဲမှာတတိယတန်ဖိုးမမေ့ပြင်းနဲ့မျက်နှိုးတွေ့တာတဲ့တန်ဖိုးမင်းတို့မျက်နှိုးမဲ့လူတွေရှိရမယ်မိမလည်းဖြစ်နိုင်တယ်သားသမီးဖြစ်နိုင်တယ်အမေဖြစ်နိုင်တယ်ညီမမေ့ရဘူးလားမင်းကလေကိုအန်တီဖြစ်နိုင်တယ်ရန်ကုန်ကျေးဇူးရှင်တွေပေါ့ဘုံကျုံဆန်းလည်းဖြစ်နိုင်တယ်မမေ့ရဘူးကိုရေကိုမြေကထွက်လာတဲ့တချင်းတွေဂီတတွေကြပြားတွေဝတ္ထုတွေဘာတွေညာတွေနုပြမမေ့နဲ့မမေ့ပြရဘူးနားထောင်မယ်သုံးမင်းတို့နဲ့ဝေးရမှာကြံခဲ့တဲ့အေယော်ဒီမင်းချစ်ရပုတ်ပတ်တောင်ချစ်ရမယ်တန်လီမကြီးချစ်ရမယ်အင်းလေးကန်ကြီးချစ်ရမယ်ကလောမိုက်တယ်အောင်မန်းကြိတ်တယ်ပင်လောင်းဆွမ်းလန်းနေမြကြီးနာကျွန်တော်တို့မြကြီးနာတွေမကောက်ဘူးမြကြီးနာကအချင်းမလေးပါချစ်နေတာကျွန်တော်တို့ပြောမနေတော့ရောပါထရတယ်ကျွန်တော်ရောအားလုံးသောစာပေချစ်သူပိဋကများအားလုံးညီကိုနှစ်ယောက်ကိုစားစစ်တော့မရသေးကိုစင်မင်းပြောတဲ့ကဲ့သို့ငှက်တွေပဲသမိုင်းနော်ကိုစင်မင်းဟုတ်လားပြောသွားလားလင်းုံကဲ့သို့နော်အနိုင်မခံအရှုံးမပေးဘဲနဲ့အသေးမခံဘဲနဲ့နော်နှုတ်သီးကိုသူရဲ့ချိုးအဆွဲလက်သက်ချီတဲ့ကိုချိုးပြီးတော့အသစ်နဲ့တိုက်ပွဲဝင်မဲ့စိတ်များထားပါတန်ဖိုး၃မျိုးနဲ့တန်ဖိုးနှစ်ခုမှမရဖ ೇನೆ တတိယတန်ဖိုးဖြစ်တဲ့ sentimental value မျက်နှိုးတွေ့တာစရာအရာ၃မျိုးကိုလည်းညှဉ်းလို့ပေးပါသူတိုင်းတစ်ပါးမှာရောက်နေတဲ့ကာလမှာပပနတ်နော်လိမ္မာရေးချရှိအမြင်ကျဲနဲ့ဘဝကိုရုန်းကန်ပြီးတော့မှတစ်ချိန်မှာကိုယ့်ရက်ကိုယ့်ရွာကိုယ့်နိုင်ငံမှာတင့်တဲတောင့်တင်းတို့တွေအလုံးပြန်ဆုံးနေအောင်ဝိုင်းဝန်းစ조사ကြပါစို့လို့ပြောကြရင်ဒီကိုချုပ်ပါတယ်လို့နော်